မင်္ဂလာပါပစ်တိုင်းထောင်မှာကြိုးဆိုပါနေရှင်ဆယ်လီအကြောင်းဟုတ်တွေနဲ့ food vlog များကိုတင်ဆက်ပေးမှဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ရှင်ဆိုပြီးတော့ရဲ့ Christmas နဲ့ New Year အထိမ်းအမှတ်နေနဲ့ဒါ live series ပြုလုပ်တာမှာဖြစ်ပါတယ်ရှင်ဒီနေ့ live series မှာဆိုလို့ရှိရင်လည်းဆိုပြီးတော့ရှီရှိုင်းရဲ့ internet တန်ဖိုးရှိပြီးတော့ internet ဒါလက်ရပိုင်းဘောပေါ့နော်အရန် quality ကောင်းတဲ့ပစ္စည်းတွေကိုရောင်းချပေးမယ်နေ့လေးလည်းဖြစ်ပါတယ်ရှင်မနေ့ကဆိုလို့ရှိရင်လည်းစုံပြည့်နဲ့ရှီရှိုင်းမိသားစုကလည်းဒါ live series ပေါ့နော် online live series လေးလုပ်ခဲ့ပါသေးတယ်အဲဒီတော့ဆိုလို့ရှိရင်လည်းအရန်တန်ဖိုးရှိတဲ့ကြောင့်မြင့်ရနာတွေကိုဒါစုံပြည့်ကိုချစ်တဲ့စုံပြည့်ရဲ့ပြည်သက်တွေရောပြီးတော့ဒါရှီရှိုင်းကိုအစစ်တစိုက်ဝယ်ယူအားပေးနေတဲ့ Royal Customer တွေအတွက်ပေါ့နော်ဆိုပြီးတော့ရှီရှိုင်းမိသားစုကနေပြီးတော့တကယ်ကိုအရန်ကိုမှတန်တဲ့ special discount များစွာနဲ့ရောင်းချပေးခဲ့တာဖြစ်ပါတယ်ရှင်ရှီရှိုင်းကိုပြောလိုက်လို့ရှိရင်အားလုံးလည်းသိပြီးသားဖြစ်တဲ့အတိုင်းဒါမိုးကုတ်ပေါ့နော်မိုးကုတ်တပါဝါကျောင်းမြင့်ရနာကြီးဖြစ်တဲ့ဗရမ နီလာပြီးတော့ပြောင်ကောင်းစိန်ရွှေတော့ဟာလည်းတခြားပေါ့နော်ကျောင်းမြင့်ရနာတွေအများကြီးပြီးတော့ကိုလံဘီယာများတွေကိုလည်းဒါအရန်ကိုမှလက်ရတည်တက်လှပစွာခတ်ထားပြီးတော့ quality ဘိုင်းကိုဆိုလို့ရှိရင်လည်းတကယ်ကိုဂရုစိုက်ပြီးတော့ပေါ့နော် control လုပ်ပြီးတော့ပစ္စည်းတစ်ခုချင်းစီတိုင်းကိုလည်းရောင်းချတဲ့အခါမှာဒါ certificate အပြည့်အစုံနဲ့ဒါဝယ်ယူတဲ့ customer တွေအတွက်ကိုပြည့်စုံလေးရောင်းချပေးရဆိုတာလည်းအားလုံးလည်းသိပြီးသားဖြစ်မှာပါအဲ့တော့ဒီရှီရှိုင်းရဲ့လက်ရာတွေကိုလည်းအင်ဂျင်မှာစိုက်ညက်တက်ပြီးတော့ဝယ်ယူတဲ့ customer တွေဆိုလို့ရှိရင်လည်းအများကြီးရှိပါတယ်နော်မဆပြီးအားပေးပြီးတော့အခုထပ်ပြီးတော့ဝယ် customer လည်းအများကြီးထပ်တိုးတော့မှာနော်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ဒါရှီရှိုင်းကနေပြီးတော့လက်ရာပိုင်း design ပိုင်းကိုလည်းပေါ့နော်ဒါအပြောင်းလဲလေးဖြစ်အောင်ဆိုတော့ဒါ design အသစ်တွေအများကြီးထပ်လုပ်ထားတာလည်းတွေ့ရပါတယ်အဲ့တော့ရှီရှိုင်းကိုလာရောက်ဝယ်ယူတဲ့ပေါ့နော်ဝယ်ရမှာ customer တွေပေါ့နော်မမတွေတော်တော်တွေပြီးတော့လူချင်းလူငယ်လူလက်ကအားလုံးပေါ့နော်သူတို့နဲ့ live ဖတ်တဲ့ရနာဒီဇိုင်းပေါင်းများစွာလည်းရှိပါတယ်တက်တက်လောက်ပတ်တဲ့ဈေးနှုန်းတွေနဲ့ quality ကောင်းတွေကိုလည်းရောင်းချပေးနေပါတယ်ရှင်ဆိုင်မှာကောင်းလာရင်ကောင်းတမိုးကြီးပစ္စည်းတွေပဲထင်ရလေနော်ကောင်းမျိုးစားပေါ့နော်ကြီးငယ်အကုန်လုံးဝယ်လို့ရတဲ့ငွေမောင်းနဲ့အကုန်လုံးတက်ကိုက်ကြီးပစ္စည်းအကုန်လုံးထုတ်လုပ်ပေးထားပါတယ်အဲ့မှာလည်းအဲ့လိုမျိုးချင်တာဒီမှာရှိုင်းဆိုလို့ရှိရင်ဒါတမိုးတကယ်အရန်ကြီးတဲ့ကြောင့်ရဲ့နာတွေကြီးပဲရောင်းချရဲပေါ့နော်အဲ့လိုမျိုးလေးဆိုပြီးလည်းထင်ခဲ့တာဒါပေမဲ့တကယ်ကိုဒီမှာလာပြီးတော့လေးလာကြည့်တဲ့အခါပြီးတော့ဒါရှိုင်းမှာလည်း live series လုပ်ဖြစ်တဲ့အခါကျတော့ဒါရှိုင်းကနေပြီးတော့ဒါလူတိုင်းပေါ့နော်တမိုးကကိုသုံးချင်တဲ့အမောက်ပေါ်မှာမူတည်ပြီးတော့ပေါ့နော် quality ဘိုင်းလေးတွေလည်းဒါအမျိုးမျိုးလေးတွေရှိရဲဆိုတာလေးလည်းတွေ့ရတယ်တွေလည်းရှိရဲ daily wear တွေလည်းအကုန်လုံးရှိရဲဟုတ်တယ်ကဲအဲ့တော့စုပ်ပြေကိုချစ်တဲ့ပြည်သက်တွေရောပေါ့နော်ရှီရှိုင်းကိုအစင်ဒီဇိုင်းဝယ်ယူအားပေးနေတဲ့ customer တွေအတွက်ဒါရှီရှိုင်းဘက်ကနေပြီးတော့ဒီနေ့နဲ့မနေ့ပြန်ဝယ်ယူအားပေးဖို့အတွက်ကိုလည်းဆိုပြီးတော့ဖိတ်ခေါ်ချင်ပါတယ်ဒီနေ့နဲ့မနေ့ပြန်ဝယ်ယူအားပေးတဲ့ customer တွေကို special discount တွေနဲ့ပေးမဲ့အပြင်သူကစမဲလေးရှိတယ်နော်အဲ့ဒါကတော့အားလုံးလည်းနှစ်သက်တယ်ဒါ iPhone 17 Pro Max ပေါ့နော်လိမ့်မော်ရအောင်ဟုတ်တယ်လိမ့်မော်10လုံးလိမ့်မော်မဲဖောက်ပေးမှာဖြစ်ပါရဲ့ရှင်အဲ့တော့ဆိုပြီးနဲ့ဒါညီမလေးတို့ရဲ့အခုပြသပေးမယ့် live stream လေးကိုဒီနေ့အောင်မနေ့ပြန်အောင်အားပေးပါအောင်လို့ဆိုပြီးတော့ဖိတ်ခေါ်ချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဒါပေါ့တင်တော်တို့ဆိုင်မှာဆိုရင်အရင်တော့ဆိုရင်ဒီတန်မိုးရှိရဲ့မိုးကုတ်ကြောင့်မြင်နေတာတွေကိုတင်တော်တို့ကအခုဆိုဒီဇိုင်းအသစ်လေးနဲ့ပြန်ပြီးတော့ဖန်တီးပြီးတော့ထုတ်လုပ်ပေးထားပါတယ်အရင်ဆိုတင်တော်တို့ကဟိုစိတ်အိုးလေးပေါ့နော်စိတ်အိုးမှာဆိုတင်တော်တို့စိတ်အသေးလေးကိုမိုးဆက်ပုံစံစပစီပုံစံဒီဇိုင်းလေးတွေဖန်ပြီးတော့အိုးဖန်ပြီးတော့အဲ့လိုအသုံးပြုထားတယ်အခုကျတော့ဒီလိုမဟုတ်တော့ဘူးဘာလို့ဆိုမိုးကုတ်ကြောင့်မြင်နေတာတွေအကုန်လုံးကလည်းတန်မိုးတွေကလည်းကြီးလာတယ်ရှားတယ်ရှားပါတဲ့ကြောက်တွေလည်းဖြစ်လာတဲ့အရာပေါ့နော်ဒါ customer တွေဝယ်သိမ်းဆည်းရတာလည်းအဆင်ပြေအောင်နောက်ဒါအခုဆိုရင်ဒါခက်လုပ်ပေးထားတဲ့စိတ်တွေဆိုရင်ဒါစိတ်မိုးဆက်ဆိုလည်းစိတ်ဆိုင်အကြီးတွေတုံးပေးထားရဲစကားကြီးစိတ်ဆိုင်တွေအကြီးတွေလည်းတုံးပေးထားရပါတော့အခုဆိုစိတ်ဆိုင်ကိုမှလို့ focus စိတ်ဆိုင်ကိုပြပြဝဒီလိုစိတ်အကြီးတွေပဲထုတ်ပြီးတော့ဒီဇိုင်းလေးတွေဖန်တီးပြီးပြုလုပ်ပေးထားပါတယ်ပေါ့နော်နောက်တစ်ခုပြောချင်တာကတော့ဒီနာတို့ဆိုင်မှာဆိုရင်စိတ်တွေဆိုရင်လည်းဒါတို့လဲရင်900ခိုင်နှုန်းရောင်းရင်1000ခိုင်နှုန်းနဲ့လဲလို့ရတဲ့အပြင်ကြောက်ခဲရေးဆိုရင်လည်းဒါလဲရင်1000ခိုင်နှုန်းရောင်းရင်1500ခိုင်နှုန်းနဲ့ဒါတို့အယောင်းလဲလည်းပြုလုပ်ပေးပါတယ်တချို့ရကြလို့ကြောက်ခဲစိတ်တွေဝယ်ပြီးွားပြီဆိုရင်ပြန်လဲလို့ရောင်းလို့မရအောင်ထင်ပါဆိုလို့ဒါလေးလည်းရှင်းပြပေးထားတာပါနောက်တစ်ခုကဒါတို့ဆိုင်မှာဆိုရင်ဒါအထက်ဆိုရင်ဒါကြောက်ထဲပဲဝယ်စိတ်ထဲပဲဝယ်ဒါတို့ကcertificate လေးထုတ်ပေးရပေါ့နော်ဒါကြောင့်မို့လို့ဝယ် customer တွေကလည်းယုံကြည်စိတ်ချတာနဲ့ဝယ်အားပေးနိုင်ပါတယ်အနေနဲ့ရက်ကနေလမ်းဝင်နေတာစိတ်ပူစရာမလိုတော့ဘူးဟုတ် certificate လေးပေးရောလေဒါမဟုတ်ဘာဝစစ်မှန်ကြောင်းအကုန်လုံးဒါထောက်ခံစာလေးအကုန်လုံးထုတ်ပေးထားပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့ဆိုဒါတော့ဒါမဆူပီနဲ့ဒီဇိုင်း live လေးကိုစလိုက်မယ်နော်အခုတော့ဆရာဒါတို့ညလေးနဲ့အရင်စပြလိုက်မယ်ညတယ်လေးတွေပေါ့ကိုလံဘီယာမြလေးအရန်လာပါတယ်အခုဆိုပြီးဆွဲထားတာလေးရောဒါညီမလေးဆွဲထားတာလေးရောအရန်ကိုမာလေး quality ပိုင်းဆိုင်ရာရောတကယ်ကိုစ
ကြောက်အရန်ကောင်းတယ် လာရဟုတ်တယ်နောက်တစ်ခါကျမှရများရပါဆိုစိုက်မှာ quality ဆိုတာလုံးဝအပြည့်ပိုင်းပဲသုံးထားတချို့ဆိုပေါ့နော်တချို့ဆိုလို့တော်တော်များများကတော့များဆိုရင်ဒါပုံစံအစုံရှိရပေါ့နော်အရင်နည်းနည်းလေးပဲပါရင်များစိမ့်ရင်နည်းနည်းလေးပဲပါရင်များရရှိတယ်အရင်ချိုရရှိတယ်နောက်ပြီးအထဲမှာဆိုအစီအခိုးတွေပါရင်များရပေါ့နော်အဲ့လိုမျိုးဆိုတာများစီကတက်တာရဲဒါများ quality လည်းနှိမ့်တယ်ပေါ့နော်နောက်ရှိဆိုင်မှာကြာတော့ဒါများဆိုလဲ quality အမြင့်ဆုံးဒါ grade A တခုလည်းဝင်လာလို့သုံးထားပြီးရပေါ့နော်အကြောင်းမို့ဒါများဆိုလဲတော့ဆိုင်ရာနာမည်ရှိတယ်ဘာလို့ဆိုတော့ရှိဆိုင်ဆိုရင်များကအရန်လာဆိုလူတိုင်းသိတယ်လူတိုင်းသိတယ်ပေါ့နော်အဲကြောင့်မို့ဒီအခုဆိုလဲဒါအရန်အရှိသားရများတယ်ငါတို့ခက်လုပ်ပြီးထားတာဖြစ်ပါတယ်ရှင်ဟုတ် ဒီဟာဆိုတာလေးရင်စား အခုအဆိုရင်မဆပ်ပြီးဝတ်ထားရဲ့ကျိုးလေးရင်စပြလိုက်မယ်နော် โอเค ဒါအခုမဆပ်ပြီးဝတ်ပြပေးထားရဲ့ကျိုးလေးဆိုရင်ဒါကိုလံဘီယာညပေါ့နော်အမရာကတ်လေးလုပ်ပေးထားရဲ့ပြီးတော့ဒါအောက်ဘက်ကဒီဆွဲပြီးဆိုရင်လည်းအရှင်အဖြုတ်တက်လုပ်ပေးလို့ရတယ်ပေါ့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါစိတ်ဆိုတာ fancy cut ကိုမှလို့စိတ်ချောင်းအတုံးလေးပေါ့နော်အတုံးဆိုင်ကမှဒါစိတ်ဆိုင်ကြီးရဲ့ဒါသုံးလုံးစီးငါးမှုကားတွေမျိုးတွေကျွန်တော်တို့ပတ်ပေးထားရဲ့စိတ်ဆိုင်ကြီးတွေပဲဒီအခုဒီ live မှာပစ္စည်းထည့်အကုန်လုံးကိုအသုံးပြုပေးထားတယ်စိတ်တွေကိုဆိုလဲကျွန်တော်တို့အကုန်လုံးက DF color BBS color တွေကိုပဲအသုံးပေးထားပါတယ်ရှင်စိတ်ကိုလုံးဝဝါကျင်တာဖြူတာလုံးဝမသုံးပေးထားပါဘူး quality control တစ်ခုနဲ့ဒါစိတ်ဆိုင်ကြီးလေးတွေနဲ့ပဲကျွန်တော်တို့ခက်လုပ်ပေးထားဖြစ်ပါတယ်ဒါဒီ design လေးဆိုအရန်လာတယ်ပေါ့နော်လူကြီးလူငယ်မျိုးဝတ်လဲအရန်လာတယ်သူကဒါရိုးရိုးရှင်းရှင်းလေးနဲ့ quality ကောင်းကောင်းမျှလေးတွေပါရိုးရိုးရှင်းရှင်း design စိတ်ကြီးကောင်းကောင်းတွေသုံးပြီးခတ်ပေးထားတဲ့ design မျိုးလေးပါရှင် ဟုတ်တယ်တော်တော်လေးလာနော် တော်လာတယ်သူကဒီမြောက်ပတ်ပေးထားဆိုဒီအောက်မှာဒီဘက်မှာဆိုလဲဒါစိတ်လုံးကြီးရယ်ပေါ့နော်ဒါဆိုလဲစိတ် size ဆိုလဲဒါ9လုံး6လုံးဒီ size တွေပတ်ပေးထားတယ်အလယ်မှာဆိုတော့စိတ်ချောင်းလေးနဲ့အတုံးလေးချပေးထားတယ်တချို့ကျပန်းမှုဒီဇိုင်းကြီးတွေပါမကြိုက်ကြဘူးပေါ့နော်ဒီလိုရိုးရှင်းရှင်းဒီဇိုင်းသွားအောင်ဆက်ဆက်လေးလူတိုင်းဝတ်လို့ရတယ်ဒီဇိုင်းဆက်ဆက်လေးဖြစ်တယ် ကြီးလည်းဝတ်လို့ရတယ်လူလက်ပိုင်းလည်းဝတ်လို့ရတယ်လူငယ်ဝတ်လည်းလာတယ်ပေါ့နော် ပြီးတော့ပမာအင်ဂျီပဲဝေထားဆိုကိုအင်ဂျီတွေပိုင်းနဲ့ night dress တွေပိုင်းနဲ့ဝေထားဆိုဒါဒီဇိုင်းကဟိုပေါ့ရွေးစရာမလိုဟုတ်တယ်ဘယ်ဟာမျိုးဘယ်ဝတ်စုံမျိုးနဲ့မဆိုလိုက်တဲ့ဒီဇိုင်းမျိုးပေါ့နော်ဒီဟာလေးကကြာအရန်လည်းလာတယ်ဒီလိုဒီဇိုင်းလေးကလေ သူကကြီးရလေးကိုလည်းဖြုတ်လို့ရတယ်နော် ဟုတ်တယ်ဖြုတ်လိုက်ရတယ် ဒီလိုတကြိုးလေးလည်းသူနှစ်မျိုးဝတ်လို့ရတယ်ဒီလိုတကြိုးလေးလည်းရတယ်လို့ရတယ်ဒီလိုဆွဲသီးလေးနဲ့လည်း ဟုတ်တယ် ချဲ့လေး ဒီအလေတုံးလေးရစအရှင်သူကဖြုတ်တက်ရတယ်ဒီလိုမျိုးဟိုလေးအပေါ်တန်းလေးဒီလိုလေးပဲဝတ်ချင်လိုက်ရတယ်ဒါမှမဟုတ်ထထလေးဝတ်ချင်လောကက်လေးပဲထည့်ဝတ်လို့ပဲရတယ် ဒါဆွဲတကြိုးလေးနဲ့နှစ်မျိုးဝတ်လို့ရတယ် ဟုတ်ပါတယ်ရှင်ဟုတ် အရ ကဲ့ န် ပါ လာတယ်နော်အမဒါလေးဒါကြိုက်တယ် ရှမ်းလာ အရန်လာပါတယ်ရှင်ကဲဆိုရင်ဆွဲထားတဲ့ကြိုးလေးကိုလည်းဝယ်ယူအားပေးလို့ရပါတ ဒါ ယ် ငကက်လေးဆိုလဲဒါ one set မစပြီးကိုပြပေးထားတာဆိုလေ swap design ခတ်ထားတာနဲ့ငကက် design ခတ်ထားတာနဲ့အတူတူပဲ one set အရင်ကစမ်းဆိုင်လည်းချီးနေပဲ ပြီးတော့ဆိုရင်လက်မှာဝတ်ထားတာကဂျာမြတော့ဒီဟာလေးကလည်းစိတ်ချောင်းလေးတွေနဲ့နော်ဘော fancy လဲဆန်တယ်တော်လေးလဲလာ အခု design တွေကတော့ပြောင်းပေးထားတယ်နော်လေစိတ်ချောင်းနဲ့ fancy ကတ်တွေပေါ့နော်လို့စိတ်ချောင်းအတုံးတွေတုံးပေးထားတယ်စိတ်ဟိုမှဟိုမိုးဆက်စိတ်ဆိုလည်းအကြီးရေးစကားကြီးစိတ်အကြီးဘဲဥစိတ်အကြီးအဲ့လိုတွေဒီခေါက်မှာပြောင်းပြီးအကုန်လုံးတုံးပေးထားတယ်ပြီးတော့စိတ်တွေကနေကြီးရဲ့ဟာဆိုတချို့ဟာရေးဆိုတော့ဟိုပေါ့ certificate တွေအကုန်လုံးပါတယ် GI နဲ့စီခိုင်းဟာရေး handshake တွေပါတယ်လည်းပြပေးမယ်ပြီးရေလေ ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့โอเคစပစ်ဝတ်ထားတဲ့ငကက်ကလေးကိုပြပေးပါမယ်ရှင် ရှမ်းနိုင်နော်သူကငကက်က ပြလာတယ် ဟော ကဲလေးနေပြီဆိုတော့ဝယ်တော့ ရှော မယ် င်းရအောင်လို့ကြိုပြီးတော့နော်လက်ခေါ်လာတာ ကြိုပြီးတော့လက်ကုပ်ထားတာ အခုမေးဖို့တက်လာဆိုတာနဲ့ဒါအရင်ဆုံးလက်ခေါ်ထားတယ်ဆိုတော့ မပူရှိရှိုင်းရပစ္စည်းတွေကကြာမေးပြီးဝယ်ကိုဝယ် ဟုတ်တယ်မဟုတ်တယ် ဒီလက်ရ quality ဘိုင်းကိုလည်းဒါတည်တည်ချာသိတယ်တကယ်ကိုလည်းသိတယ်ဆိုတော့ယုံကြည်စိတ်ချ ပြီး ပြီး မြားလေကင်မရာထဲမှာဆိုအရောင်ဖက်အရန်ခတ်တာမှာဟိုကင်မရာထဲမှာတကယ်ကြကြပဲအပြင်မှာလာယူရေး customer ရဲ့ site မှာလေးဒီမှာ live ပါဝယ်ပြီးလာယူထက်ဝယ်သွားလူတွေပဲအရန်လာလို့လေးများ ပြင်မှာပို့လာတယ် စိတ်ဆိုပြီးပုံလာကင်မရာထဲမှာဆိုအရင်တည်းတည်းတည်း အခု ပြော့ ဆိုပြီးဝတ်ထားတာဆိုလို့ရှိရင်လည်းအဝေးကနေအဲ့လိုမျိုးလှမ်းကြည့်ရအောင်မှတော့သူကဟိုချင်းပြီးတော့လေတော်တော်လေးကလိုက်တာတော်လာချင်းအရှိ ဝိစိတ်ရတဲ့ပဲမှာဟုတ် အရှိလည်းတော်တော်လေးလာပါတယ်ရှင်အခုဆိုပြဝတ်ထားတာ ညာနက်ကကဒါနှစ်ဖက်ကိုဒါစက်ကလက်ကြော်ရှိရမှာ ဟုတ်ကဲ့ လက်စွပ်ကလေးက လက်စွပ်ကလေးကတော့ လက်စွပ်ကဒီရလဲပါဟုတ်ပြပြလိုက် အော်ဒီလေးက ဝက်ဆက်ဖြစ်နေ ဝက်ဆက်ကလေး တစ်ဆက်ဖြစ်နေ တစ်ဆက်ဖြစ်နေတာအခုစပြဝတ်ထားတဲ့ငကက်ကလေးနဲ့ဒီလက်စွပ်ကလေးပေါ့နော်ဒါညီမလေးသစားဝတ်ထားတဲ့လက်စွပ်ကလေးပါအဲ့လေးကဒီလိုမျိုးဝက်ဆက်ဖြစ်နေတာပါဒီလိုလေးအဲ့လိုလေးဝက်ဆက်အရန်လာရရှင်ဂျာလေးကဟို ဒါငကက်ကဝက်ဆက်စက်ကလက်ကြော် ကငကက်နော် ဟုတ်တယ်ရှင်နှစ် ငကက်ကလေးကနှစ်ဖက်ကိုစက်ကလက်ကြော်ပါတယ်ရှင်လက်စွပ်ကကြတော့ လက်စွပ် ဟောဒီမှာခါ လက်စွပ်လေးကကြတော့9ကလက်ကြော် အော်လက်စွပ်ကငါကလက်ကြော်အော်အရှိရလေးအရန်လာတာ အရန်လာတယ် အရန်လာတာပဲကြည်အရင်လေးက
တော်လေးလာဒါတော့ငကက်နဲ့အခုဆိုပြပြအနီးကက်စကကြားပြပါမယ်ရှင်။ဆိုပြဒီလိုထားပြရမှာ။အဲ့လိုထားပြနော် ပြတော့ကြောက်ကိုပတ်ထားတဲ့ဒီဇိုင်းလေးကလည်းတော်လေးဆန်းပြီးတော့လှတယ်ပေါ့နော်ရန်လာရဲ့ပတ်ထားတဲ့ဒီဇိုင်းလေးอ่ะ အခုငကက်ကလေးနဲ့ဆိုပြဝတ်ကြတဲ့ငကက်ကလေးနဲ့လက်စွပ်ကလေးကိုအနီးကက်ကလေးပြပေးပါဆိုလို့ပြပေးနေပါတယ်နော်။ သူပတ်ထားတဲ့စိန်ချောင်းဆိုင်တွေကလည်းဒါ3လုံးစီး 0.4 เนาะ 0.4 လောက်ရှိ9မီလလောက်ရှိရပတ်ထားတဲ့ဟာတွေက မြောက်လို့ 0.4 ဟုတ်တယ်မဟုတ်တယ်4000တုံးအကြီးရပတ်ထားတာစိန်တုံး4000တုံးအကြီးရပတ်ထားတာတပွင့်0.4 ကျော်ပဲ 0.4 ကျော်ပဲဟုတ်တယ်ရှင်ဟုတ်ငါမကိုက်မိပါရှိရအောင်မရဲ့ပတ်ထားတဲ့စိန်တွေရတယ်လေ ကြောက်ကကျတော့9ကလပ်ကျော်ရယ်နော် ဟုတ်တယ်မဟုတ် 9ကလပ်ကျော်ပါတယ် ဟုတ်ကဲ့ဟုတ်ပြန်တော့စိတ်တွေလည်းပြီးပြပေးမယ်ရှင်ဟုတ် တန်ကောင်းစိမ့်လေးလည်းပြပေးပါဒါကတော့မြခုနဆိုပြဝတ်ထားတဲ့ငကက်ကလေးနဲ့လက်စွပ်ကလေးကိုပြပေးပါဆိုတော့မမအတွက်ပြပေးနေတာပါရှင် လိုက်ခ2ရက်ဆိုတော့လေစောင့်ရောင်ပြပေးလို့ရတယ်နော်ဟုတ်ဟုတ်ပြပေးပါမယ်ရှင်ဒီကလေးကိုပြပေးနေပါနော်မဆပေးဝတ်ပြ စိတ်ရဲ့ဒီဇိုင်းလေးကိုလည်းပြပေးရတအားလာလို့လေ စိတ်ဆိုင်ကြီးတွေပဲပတ်ပေးထားရတယ်တင်းလေးမဟုတ်တပွင့်ကိုငါမကိုက်ပြီးပါ point ကြော်လေးလာနော် အားပေးပါ ဟုတ်ကဲ့တော့ပါရဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုပြဝတ်ဆင်ထားတဲ့ငကက်ကလေးနဲ့ဗန်နီမာလေးတင်စာဝတ်ထားတဲ့လက်စွပ်ကလေးကိုဒါအားပေးသွားတဲ့မမကျေးဇူးအများကြီးတင်ပါတယ်ရှီရှာရဲ့တကယ်ကိုမမရဲ့ customer မမအားပေးသွားတာဖြစ်ပါတယ်ရှင် ဆိုင်နေလုံးတွေနဲ့အမှား ဟုတ်ကဲ့နမဟုတ်ကဲ့ပါကဲအားဆိုလို့ရှိရင်ဒါဆိုင်မှာအမြဲတမ်းဝယ်ယူနေတဲ့မမတယောက်ကတဲ့ဒါ live sale လေးမှာပါဒါအားပေးသွားတာဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်မမစိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံပါစေရှင်စီးပွားရေးလည်းဒီလာတူတာအောင်မြင်ပါစေရှင်ဒီတမကကျောင်းရဲ့ဒါတန်မိုးကြီးကျောင်းရဲ့နာရီအများကြီးကိုမှဝယ်ယူဆူဆောင်းနိုင်ပါစေဒီတမကတန်မိုးကြီးမားရဲ့နာရီအများကြီးဝင်ပါစေအလုပ်ကိုင်ကြီးအများကြီးအောင်မြင်ပါစေလို့ဆိုပြစတောင်းပေးပါတယ်ဝယ်ယူအားပေးအတွက်ကိုလည်းဆိုပြကျေးဇူးအများကြီးတင်ပါတယ်ရှင် ဟိုနောက်ထပ်လည်းလည်းဆိုပြီးတော့ဒီမှာရှိတယ်လည်း ဟုတ်ကဲ့အမဟုတ် ဟုတ်ကဲ့ပြပါရလားမ ရအဲ့ကုနာဆိုင်ကတော့ညာရှိတယ် ငကက်လားငကက်ဆိုရင်ကဲကြီးလေးကကျတော့စပစီလေးနဲ့မိုးရစ ဟုတ်တယ်စိတ်စပစီ54လေးနဲ့ ဆက်လေးနဲ့ ရမမစမီလေးကဝက်ဆက်ပြအပြရပဲထင်တယ် ဂျာဟုတ်လားဝမ်းဆက်လား ဝက်ဆက်တော့မဟုတ်ဘူးဘယ်လိုရ ဘယ်လိုရနော်ငကက်ကလေးဆိုရင်ဂျာလေးကဒီလိုလေးပြနိုင်မယ်နော်ဒီလိုပြ ဟုတ်ရတယ်မဟုတ် ဂျာလေးကတော့ငကက်ကလေးပေါ့နော်ဒီမှာက4.5ကျကလပ်ရှိပါတယ်ဒီကကို2ကလပ်ကျော်ပေါ့နော်တစ်ဖက်ကို2ကလပ်ကျော်ရှိပါတယ်ရှင်ဒိုင်းမွန်က192ပွင့်ရှိပါတယ်ဒိုင်းမွန်ရဲ့ဝိတ်ချင်က3.14 cm ရှိပါတယ်ရှင်3.14 cm ပါဒါဝိတ်ချင်ပေါ့နော်ဒီကကျတော့အားလုံးပေါင်း10.3နှစ်ရှိပါတယ်ရှင်။ဒါလေးကတော့ကိုလံဘီယာမြတ်သူတစ်ဖက်ကိုတော့2ကလပ်ကျော်ရှိပါတယ်နော်။သူဒီဇိုင်းလေးကတော့စိတ်ချောင်းလေး စိတ်ချောင်းလေးတွေလည်းပါတယ်စိတ်ပွင့်လေးတွေလည်းပါပါတယ်ရှေ့ဒီဇိုင်းလေးလည်းစမ်းတယ်သူက4တောက်ပဲပေါ့နော် ဒါထက်ထက်လေးပန်ရတာပေါ့နော်ညလည်းအရန်လာတယ်ညအသားပေးလေးကိုပါဒါပေမဲ့ဒီဇိုင်းဆန်းတော့နောက်ပေါ်မှာပေါက်ပေါက်ကြွလေးနဲ့အဲ့လိုထက်ထက်လေးပန်လို့ရတာပေါ့ဒီတက ဒါ ယ် လေး လေး ကဒီဒီဇိုင်းလေးပါစီးလေးက အခုစားနေတဲ့ကလေးကဈေးစားတယ်နော် အခုပြတယ်ဟာလေးလာပါဒါလေးလာပါဈေးမပါလို့ဟုတ်ဈေးလေးတစ်ချက် နောက်ပြီးတော့ တော့ချင် အဲ့ဒါလေးပဲမှပါလာလို့ဟုတ် နာဟိုစပယ်စီးရဟာလေး မန္တလေးနောက်ထပ်ဒီမှာဒီညနက်ကက်လေးရှိတယ်ဒါတော့ဒါလေးကတော့ဒါအဝိုင်းရှိတ်လေးပေါ့နော်ဘဲဥရှိတ်လေးပါရှင်ဒီနက်ကက်လေးလည်းရှိပါတယ်ဒီနက်ကက်လေးကတော့ဒါနှစ်ပွင့်ကိုနှစ်ကလက်နီးပါပါပါတယ်ရှင်မြဝေးချိန်လေးကတော့ဒီဟာလေးကတော့ဒီနေ့ဝယ်မယ်ဆို290ကို230နေရမှာဖြစ်ပါတယ်ရှင်စိတ်လေးနှစ်ပတ်ပေးထားပါတယ် စပယ်ဝတ်ထားတာလေးတော်တော်လာစပယ်ဝတ်ထားတဲ့ငကက်ကလေးတော်တော်လေးလာတယ်သူကစိတ်စပယ်စီးပေါ့နော်စိတ်စပယ်စီးလေး စိတ်ရ54လေးစိတ်54လေးပတ်ပေးထား တော်တော်လေးလာတယ် စိတ်54ကဟုတ်လို့အိုးထိုင်ပြီးအလုံးသေးထည့်တာမဟုတ်စိတ်ဆိုင်အကြီးကြီးပဲတုံးထားတာပါစိတ်ဆိုင်အကြီးကြီးအကုန်လုံးဖူကက်ဆိုင်အကြီးကြီးမိုးဆက်ဖက်စီကက်ဖူကက်ဆိုင်အကြီးကြီးထည့်တာပါရှင်ဖူကက်ကြိုက်တာဘူး အဲ့နောက်ပိုင်းလေးစိတ်လေးကိုလေအဲ့လိုမျိုးဟို fancy ကြတော့ fancy ကပေါ့နော်အရှင်းကြိုက်တယ်ဟိုဘာလို့လဲမသိဘူးပို့ပြီးတော့ကွာဒီဇိုင်းကချွတ်သွားတယ်ပကြောင်ဦးတစ်ခုတက်သွားတယ် ဈေးပြောနေတယ်နော်ဒီမှာ အေး ဟုတ်ကဲ့ပါကျိုးလေး ဝတ် ပါ ထားတဲ့ကျိုးလေးကိုအားပေးပါနော်ဈေးလေးညှိနေတယ်ဆိုလို့ရန်လက်ခုတ်တင်ချင်ပါတယ်ရှင် ဒါလေးစင်းတယ်ဒီမှာ ဟုတ်ကဲ့ပါဟုတ်ကဲ့ ဟာလေးစနာ ဂျာလီကခုနစပစ်ပြနေတဲ့ငကက်ကလေးက
စပိတ်ခုပြနေတဲ့ငါကလေးကတော့ ဒီရလေးကဘတ်ပြပြအောင်ဟာချက်ဟုတ်ဒီရလေးကတော့3980ကိုဒီနေ့ဝင်မယ်ဆိုရင်တော့850နဲ့ရမှာဖြစ်ပါရဲ့ရှင် ကဲဒီနေ့မှာဝယ်ယူရင်850နဲ့ရမှာဖြစ်တဲ့အပြင်ကို iPhone 17နဲ့လည်းဒါကစနေဖောက်ပြီးမှာ10လုံးလောက်ဖောက်ပြီးမှာဆိုတော့ဒီနေ့မှာဝယ်ယူအားပေးပါလို့ပြောချင်ပါတယ်ရှင် ဒါည site ကလည်းဒါ2ပွင့်ကို9ကလပ်ဝင်ခြင်းရှိပါတယ်9ကလပ်4ပါရှိပါရဲ့ရှင် စိန်က3ကလပ်ကျော်မယ်နော် ဟုတ်တယ်ဆရာ စိန်က3ကလပ်ကျော်မယ်980ကိုဒီနေ့ live ဆေးမှာဝယ်ယူမယ်ဆိုရင်တော့850နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင် ရှမ်းလာပါတယ်ဒါပွဲတက်ကြည့်လာတယ် ဟုတ်တယ်ဖဲ့နော်ကျဲချဲတဲ့ချဲပြီးတော့ကြောက်ကလည်းတစ်ဖက်ကို2ကလပ်ကျော်ပါနော်1ကလပ်ကျော်မှာအရင်လာတဲ့ဂျာကိုလံဘီယာမြတ်နော်ဂျာလေးကိုမေးချတဲ့မမ980ကိုဒီနေ့ live ဆေးမှာဝယ်ယူမယ်ဆိုလို့ရှိရင်850နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒါလေးပါဝတ်ပြဆိုလို့ရှိရင်တော့စုပြနားပေါ်မှာဝတ်ပြပေးပါမယ်နော်စုပြနားမှာဝတ်ပြပေးပါမယ်ရှင်ဒါလေးကြာရင်စုပြကိုကြော်ပေးပါနားလေးမှာဝတ်ပြပေးပါမယ်ရှင် ဟုတ်ကဲ့ဒီလို daily wear design လေးလည်းရှိရင်တော့ one set ကလေးလေ ဟာလေးလည်းလာ လက်စုပ်လေးဆိုရင်ဒီနေ့ဝယ်ရင်320ကို300နဲ့ရမှာဖြစ်ပါတယ်ရှင်ဒါတော့one set ကလေးပေါ့နော်ဒါတော့ဒါလက်စုပ်ဈေးလေးကြီးပြောပြပေးလိုက်တာငကလေးကတော့390ကို250နဲ့ရမှာဖြစ်ပါတယ် စုပြကျိုးလေးဒီကလေးကြိုက်ရပေးပါတဲ့ အရန်လာအဲ့ကျိုးခင်အရန်ပို့ ဒီကျိုးလေးကတော့အရန်လာတော့အရန်ပိုဆန်တော့ဒီဟာလေးကဒီလောကကလေးကိုဖြုတ်ပြီးတော့ဝတ်ချင်လည်းရတယ်လောကကလေးပါတက်ပြီးတော့ဝတ်ချင်လည်းရပါတယ်ဆိုတော့ဒီဇိုင်းပိုင်းအနေနဲ့လည်း2မျိုးရမယ်ပေါ့နော် ဟုတ်တယ် အရန်လာရရှင် ဒီဟိုပန်းတွေကနုတ်တွေမဟုတ်တော့လေသူဝေးရတာဘယ်တော့မှရိုးသွားရဆိုလို့မရှိဘူးเนาะချိုးချပန်းကနုတ်တွေတပွဲဝတ်ပြီးတော့တပွဲမဝတ်ချင်ကြတော့ဒါမျိုးကြတော့ဒါပဲပွဲမစိုးခဏဟိုပွဲခဏဝတ်လည်းမရိုးသွားဘူးဒါမြအသားပြီးဆိုင်နေဆိုတော့လေ ဟုတ်ပါရဲ့ရှင်မြ quality ကောင်းကောင်းလေးတွေအရန်လာနော်မြ quality လည်းတော်တော်လေးကောင်းတယ် တောင်းတာဆိုင်လေးလည်းကြီးရပဲများ ကြည့်နေတဲ့မမဒီဟာလေးကိုနော်ယူပါစိတ်ကူးလေးမပါနဲ့ရန်လာလို့ ပြောကြတယ်ညနေခါနော်နိုင်ငံရောကျိုးရော လက်စွပ်ရောရမ်းလာနေရတယ်ဟောမင်္ဂလာယူတာမကြသေးပဲနဲ့ဒီမှာမင်္ဂလာထပ်လာယူတာပေါ့နော် နော်ကျောင်းရည်ရတနာတွေကိုခုလိုမျိုးဝေးရတယ်ဆိုတာလေဒါလေးအင်တန်မှမင်္ဂလာရှိရနော်ကျောင်းရည်ရတနာလေးတွေကိုထိတွေ့ခွင့်ရတယ်ကျောင်းရည်ရတနာဆိုတော့တကယ်ဘယ်လိုပြောမလဲတန်မိုးအရင်ကြီးရယ်နောက်တစ်ခုကကြတော့ဒါမြန်မာပြည်မှာကိုရီးယားနိုင်ငံရဲ့ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်မမဒါလေးကိုအားပေးသွားတဲ့အမကျေးဇူးများကြီးတင်ပါတယ်ရှင်အင်မတန်မှဒါရေနာလေးထိုက်တန်တဲ့အမပါအင်မတန်မှဒါကောင်းမွန်တဲ့quality နဲ့လုပ်ထားတဲ့ဒါရှင်းနာကိုဝယ်အားပေးသွားတာတကယ်ကိုမှအမကကန်ကောင်းတော့ထိုက်တန်တော့မဖြစ်ပါလေကျေးဇူးပဲအများကြီးတင်ပါတယ်ရှင်မမစစ်ချမ်းပါစေကိုကျမ်းပါခြင်းနဲ့လည်းပြည့်စုံပါစေစီဝါလာပါရင်လည်းဒီလာတော့အောင်မြင်ပါစေကျမ်းပါခြင်းနဲ့ဒီကအဖြစ်အပျက်နဲ့ပြည့်စုံပြီးတော့ရေနာပေါင်းများစွာလည်းတစ်ချက်မကဝယ်ယူနိုင်ပါစေတစ်ချက်မကကောင်းမွန်တဲ့ရေနာတွေအများကြီးရရှိပါစေလို့ဆိုပြီးစတောင်းပေးပါတယ်မမကျေးဇူးအများကြီးတင်ပါတယ်ရှင် Oh my god နော်ခလို့ပွဲစားနော်ပွဲစားပါပစ္စည်းကြီးလေးရောင်းလာရောင်းမှာဟုတ်ကဲ့ဒီဇိုင်း ဒါလေးလေးမှာ အစမ်းလေးပေါ့နော်ဒါဆိုဒီဇိုင်းတစ်ထွက်ထားတဲ့ဒီဇိုင်းလေးဟိုဒီကလည်းရမ်း ကဲဒါနောက်ထပ်တစ်ချို့ စိတ်နေရတော့ဒီခေါက်တော့ထွက်တဲ့ပစ္စည်းအကုန်လုံးစိတ်နေရအကုန် share ပဲတုံးတာ ထားလိုက်တာ မင်းသမီးပဲ ဒါလေး မင်းပေါ်လေရောကမင်းပေါ်ပဲအတင်းတင်နေတာဘယ်အောင်ဖြစ်လဲ ကဲဒီမှာဒါလေးကနောက်တစ်ချို့ ဒါလည်းရမ်းလှတယ်ဒီကျိုးလေးဆိုလဲစိတ်ဆိုင်ဆိုလဲလောကအကြီးတွေပဲတုံးထားစိတ်ဆိုလဲဒါမိုးဆက်စပစီစိတ်ဆိုင်အကြီးတွေသုံးလုံးစီးတွေအဲ့လိုစိတ်ဆိုင်အကြီးတွေပဲတုံးလုပ်ပေးထားတာပါရှင်ဒါဆိုလဲညဟိုမှာပွင့်ကောက်ကျိုးမှာဆိုရင်9ပွင့်ပါရင်လောကတ်မှာအကြီးတစ်ပွင့်ည6ပွင့်တိုးတယ်ပါပါရဲ့ရှင်ဒီကျိုးဆိုရင်လည်းတော့လောကတ်ကလည်းအဖြုတ်တက်အရှင်အကုန်လုံးလုပ်လို့ရတယ်ကျိုးကြီးပဲတီးတန့်လို့ရှင်လည်းရတယ်လောကတ်ပဲတီးတန့်ဝင်ရှင်လည်းရပါတယ်ရှင်ဒါမှမဟုတ်ဒီလိုမဆပြီးထားလို့မျိုးတစ်ဆက်လုံးဝင်ရှင်လည်းရပါတယ်ညဆိုင်ကြီးကြီးပြီးရမ်းလာပါတယ် နိုင်ငံချင်းကြီး ဟန်ချင်းလေးအော်ဟုတ်ကဲ့ပါ ဟုတ်ကြတယ် ဟုတ်ကဲ့ပြပေးပါမယ်ရှင်ဒါလေးကတော့ဟန်ချင်းလေးပါရှင်ဟန်ချင်းလေးပါ ဒီဇိုင်းလေးရဲဆန်းတယ်ဟွာလေးညကိုစိတ်လေးနဲ့ထပ်ပတ်ထားပြီးတော့ဒီအလဲစက်တာမှာပြန်ပြီးတော့ပတ်တာနဲ့ကလစ်တက်ပြီးတော့ဒီလဲစက်တာမှာပြောင်းလို့ရတဲ့ဟာမျိုးလေး ဟုတ်ကဲ့အလေးစက်တာမှာရှိနေတာ ဟုတ်တယ် ပြီးရင်ဒီလိုလေးထည့်လိုက်ရတယ်နော် အရှင်ဟာပြီးတော့သူ့ရဲ့ဘေးဘက်ကဒီဇိုင်းလေးကလည်းစိတ်ချောင်းလေးတွေလုပ်ပြီးထားလက်သေးလေးဆိုဟာဖြစ်တယ် လက်သေးနဲ့ဆိုတော့ ဟုတ်နောက်ထပ်ဒီမှာစိတ်လေးနှစ်ပတ်ပတ်ထားတဲ့ည daily wear လေးရှိပါသေးတယ်ဒီလက်စွပ်ကလေးကတော့ဒီနေ့ဝယ်ရင်ပဲဆိုရင်89သိန်းကို69သိန်းနဲ့ရမှာဖြစ်ပါရဲ့ရှင်
နောက်ထပ်ဒီမှာငကက်ကလေးလည်းရှိပါတယ်ဒါတော့ဝက်ဆက်ကလေးပါเนาะငကက်လေးကတော့135သိန်းကိုဒီနေ့ဝယ်ပဲဆိုတော့330နဲ့ရမှာဖြစ်ပါရဲ့ရှင်ဒီလိုဒီဝယ်ဝက်ဆက်လေးလည်းရှိပါတယ်เนาะနောက်ထပ်ဒီမှာမိုးဆက်ငကက်လေးရှိပါသေးတယ်ရှင်ဟုတ်ဒီမိုးဆက်ငကက်လေးကတော့300ကိုဒီနေ့ဝယ်ပဲဆိုတော့260နဲ့ရမှာဖြစ်ပါရဲ့ရှင်သူကမိုးဆက်ဆိုင်လေးလည်းကြီးတယ်နှစ်ပွင့်ကိုဒါ9ကလပ်ဝင်ချင်ပါပါရဲ့ရှင်ဒီအောင်မကျွန်တော်တို့စိတ်လေးတစ်ပတ်ပတ်ပြီးတော့ရိုးရှင်းရှင်းဒီဇိုင်းလေးများအသားပေးလေးခတ်ပေးထားပါတယ်နောက်ထပ်ညဆိုဒီလို American မှာလိုကြိုက်တယ်ဆိုရင်မိုင်းတော့လည်းဝက်ဆက်လေးရှိပါသေးရဲ့ရှင်ဒါဆိုလည်းဒီဇိုင်းလေးအရင်လာရတော့ထောင်းခွက်မှာကျွန်တော်များရဲ့ဘေးဘက်ထောင်းခွက်မှာဒီဇိုင်းလေးကမိုးဆက်စိတ်လေးထည့်ပြီးတော့ခတ်ပေးထားတာပါတကယ်လို့ကျွန်တော်တို့ပြသွားတာညံတယ်ဒီဝဲလေးပြန်ကြည့်ချင်တယ်မဆိုပြပြလေးပြန်ကြည့်ချင်တယ်ဆိုရင်လည်းဒါ Messenger မှာတွားပြီးတော့မင်းညနိုင်ပါရဲ့နော်ပုံလေးနဲ့အဓိကကြည့်ချင်တောင်းလို့ရပါရဲ့ရှင်ကဲအခုဆိုပြပါလေးပြပေးရမယ်ဆိုနှစ်ဆွဲလေးလည်းတစ်ချက်ပြပေးမယ်နော်နှစ်ဆွဲလေးတွေပေါ့ပေါ့ပါလေးဝတ်ချင်တယ်ဆိုရင်လည်းဒီဟာလေးလည်းပြပေးပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်တော့လူငယ်ဆန်တဲ့ဒီဇိုင်းလေးပေါ့နော်ဒါလေးကလူငယ်ဆန်တဲ့ဒီဇိုင်းလေးသူကကြတော့နှကွင်းပုံစံလေးနဲ့အောက်ကဒီလိုနှစ်ဆွဲလေးပါရှင်ဒါလေးကတော့ပေါ့ပေါ့ပါလေးဝတ်ချင်တဲ့မမတွေအတွက်ပေါ့နော်သူပါဝင်တဲ့ဟာလေးလည်းပြပေးပါမယ်ရှင်ဒါလေးကတော့ပါဝင်တဲ့ကျောင်းဝိတ်ချိန်လေးကကြတော့ကျောင်းဝိတ်ချိန်လေးကတကလခွင်းဝင်ချင်ပါကျောင်းဝိတ်ချိန်လေးကကြတော့ 1.32 ပေါ့နော်ပြီးတော့ဒီဘက်ကကြတော့စိန်ကအပွင့်80ဒီဟာလေးကစိန်အပွင့်80ပါကြောက်ကလေးကကြောက်ဝဲချိန်လေးကတက်ကလက်ခွဲဝင်ချင်ပါပါတယ်ရှင်တက်ကလက်ခွဲဝင်ချင်ပါပါဒါလေးဆိုလို့ရှိရင်လည်းနားမလေးအဲ့လိုပေါ့ပေါ့ပပလေးပေါ့နော်ဂျေးလေးလေးလည်းဆွဲလို့ရတယ်ဒါမှမဟုတ်လေလူငယ်ဆက်ဆက်လေးပေါ့ပါလေးပဲအမကနားနေပါလေအဲ့လိုလေးတာမကြိုက်ဘူးပေါ့ပါလေးပဲဆွဲချင်တယ်ဆိုရင်တော့အခုဆိုပြီးကန်ကြပေးနေတဲ့နှဆွဲလေးလည်းအရန်လာပါတယ်နော်ဒါလေးလည်းဈေးလေးပြောပြမယ်နော်ဒါလေးဆိုလည်းပေါ့ပါလေးဆွဲလို့ရပါတယ်ဒါလေးကနှဆွဲပါရှင်ညာလေးကတော့နှစ်ဖက်ကိုတက်ကလက်ခွဲဝင်ချင်ပါပါတယ်စိန်ကတော့အလုံးပွင့်ရ80လောက်ပါပါတယ်ရှင်တရက်ကြည့်ပါပါတယ်နော်ဟုတ်ဒီဟာလေးကလေတေးသေးလေးဆိုပေမဲ့လေဟိုသေးတယ်ဆိုပေမဲ့လေဟိုစွာတယ်အရင်ကလေအရင်လာတယ်ဟုတ်ကဲ့တန်ကောင်းစိတ်ဆက်လေးအော်လှလိုက်တာလက်စုလေးရောဝင်းဆက်လေးပြပေးမယ်နော်ဟုတ်ကဲ့ customer မပြောက်ကတန်ကောင်းစိတ်ဆက်လေးကြည့်ချင်တယ်ဆိုပြီး Messenger နဲ့ပြောလို့ပါရှင်လှလိုက်တာရှင်တန်ကောင်းစိတ်အရင်လာပါရှင်ဟန်ချိတ်လည်းရမ်းလာမှာဟန်ချိတ်ရစိတ်လေးဆိုလဲဆက်တယ်သုံးလားတအားလာပါတယ်ဒါကတော့ဟို customer မမတယောက်ကမေးနေတဲ့တန်ကောင်းစိတ်ဆက်ကလေးမေးလို့ပါရှင်ဒါလေးဆိုပြအခု level မှာလည်းဆက်ပြပေးထားပါတယ်ဒါကတော့အင်မတန်မှထည့်ပြီးတော့ပွဲတိုးတော့တန်ကောင်းစိတ်မှာလက်စွပ်ကလေးရောလက်စွပ်လေးရောကျိုးလေးလည်းရှိတယ်ဟန်ချိတ်ရောဝမ်းဆက်ဟန်ချိတ်လေးလည်းရှိပါတယ်အရင်ခဏလိုက်တာတော်ကိုလာပါတယ်ရှင်ဒီဇိုင်းလေးလည်းအရင်လာတယ်ဒီလေးကဘာလို့ဆိုသူ့ရဲ့ဘရက်ဒီဇိုင်းအသွားလေးကလေဟိုလေမသိဘူးဘာရုပ်စက်ကလေးကိုထားကြတယ်ကတ်ဖတ်လေးအလုပ်လေးနဲ့လေပြီးတော့ဒီလိုကျိုးဘရက်အကြီးဝတ်လို့လည်းဘေးမှာမာချင်းထောက်ချင်းလုံးဝမရှိဘူးပြပြပြောင်းနဲ့ပေါ့ပေါ့ပပပဲဘရက်ကြီးဝတ်ပဲမယ်ဟုတ်တယ်ဘရက်ကြီးဝတ်ထားရဆိုမှလေဟိုနေရထိုင်ရခက်နေတာမျိုးလုံးဝမရှိဘူးချဲပြီးတော့ခြေပြီးဝတ်လို့ရတယ်စိတ်ကြီးဆိုရင်လည်းဒါစိတ်ဆိုင်အကြီးလေဖူကတ်စိတ်ဆိုင်ကမှဒါဆိုရင်တော့ဒါ rose cut ဆွဲလေးလည်းအရင်လာတယ်ရောပြီးလုပ်ပေးထားစိတ်လေးကိုဒီနှဆွဲလေးကဒီဇိုင်းလေးလောက်လိုက်တာတော့ညီမလေးနော်ဟုတ်တယ်တော်လာတယ်ရိုးရှင်းရှင်းလေးနဲ့လာတာဘာမှမဟုတ်ပွားလေးဟိုအစိမ်ကိုမှ rose cut ကိုပန်းပွင့်လေးနဲ့ပြီးအချက်ကိုစိမ်လေးတစ်ပတ်ထားအောက်မှာမိုးဆက်အလှုပ်လေးချိန်ပေးထားရှင်းရှင်းလေးနဲ့ဒီဇိုင်းရလေဒီအလှုပ်လေးကလည်းလူငယ်ဆက်ပြီးတော့တွတ်တယ်ဒီဇိုင်းလေးတော်တော်ကိုလာတယ်ဒီဟာလေးကပန်းပွင့်လေးကလည်းသူများလည်းမတူဘူးအနှိမ့်မြင့်လေးကစားပေးတာနောက်မှချွတ်ချွတ်အားလေးနဲ့အဲ့လိုလေးဖြတ်လို့ပြီးတော့အရန်လှနေရအရန်မလေးလို့တော့အမားဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲနားအရန်မခံနိုင်ဝိတ်ပါတဲ့ဟာဆိုအရန်လေးတယ်ဒါပေမဲ့ဂျာရီရဲ့နေရအဆင်ပြေတယ်ပေါ့ပပလေးပဲပေါ့ပါလေးပဲအရန်မိုက်အရန်လာတယ်ငကက်လည်းအရန်လာတယ်ပြီးတော့ဒါလုံးဝတစ်ဆက်စာကတ်တင်ကောရှိတ်ကောကြောက်ရှိရောအကုန်လုံးဒါတစ်ဆက်စာအကုန်လုံးဝမ်းဆက်အရန်လာဒီမှာဂျာလေးကဒီလက်ကဟန်ချိတ်ပေါ့နော်ဟန်ချိတ်ပါဆိုလည်းစိတ်ဆိုင်အကြီးတွေတုံးထားစိတ်ဆိုင်ဆိုငါးဘုတ်ကိုက်တွေသုံးလုံးစီးတွေဒီလို rose cut တွေပဲတုံးပေးထားတယ်ဒီဆိုင်ဒီဆက်ကတော့ဒါစိတ်ဆိုရင် rose cut တွေတုံးထားပြီးတာပေါ့နော်ဟန်သားကန်တာ rose cut ချုံရှမ်းကုန်မှာကြီးသားလေးနဲ့တုံးပေးထားအရှမ်းလာဆေးရနည်းနည်းတော့ပွင့်နေဟုတ်တယ်ဘာအခုကပစ္စည်းဒီဇိုင်းကိုစိတ်နေအကြီးကြီးတုံးပေးထားတာအကြီးပဲဟုတ်တယ်ဆိုတင်ရဒီရဲဆိုသုံးလုံးစီးလောက်တည်းရှိရင်စိတ်တပွင့်တပွင့်ဆိုင်တွေကိုတုံးထားမိုးဆက်ဆိုင်တွေဆိုလဲလေမိုးဆက်ဆိုင်တွေအနေအကြီးပဲအရင်မိုက်တယ်လက်စလေးလည်းအနီးကပြပေးမယ်လက်စကလေးကိုလေဒီလိုလေးပြပေးမယ်နော်ဆိုပြီးလက်မှာဆိုမမြင်ရဘူးဒီဇိုင်းလာလို့နော်ဒီလိုလေးဘေးလိုက်ကလေးဆိုဒီပုံဂျဲလေးဆိုရင်ဒီပုံတော့ဟိုမသိတော့ဟုတ်ပေါ့တာ print
ဟုတ်တယ်အဘေးကတော့လေအဲ့လိုမျိုးစိတ်ပတ်တာရပါလေရိုးနေတယ်အဲ့ဒီဇိုင်းအစ်စ်ကလေးပြဘေးတွေကိုအဲ့လိုစိတ်မပတ်တာဒါပေမဲ့သူ့ရဲ့အသက်ကချင်းမှာဒီဘက်လည်းရိုးနေဒီဟာတွေဒီမှာတွားထားရတယ် ဘက်ကကြည့်ကြည့်လာတယ် ဒီဘက်ကကြည့်ကြည့်လာတယ်ဒါကတော့အဖက်ကလေးပေါ့နော်သူ့ရဲ့အသက်ကလေးကဘေးရိုက်ကလေးမှာဆိုတော်တော်လာတယ်ဒီထိတ်ကကျတော့လုံးဝကြောက်ကိုပဲဦးစားပေးထားပြီးတော့ကြောက် quality ကိုပဲစိတ်နဲ့တွားရောလိုက်လို့ရှိရင် focus ကကြောက်ကိုပိုရအောင်လို့ပေါ့နော်ဒီဟာကိုဘေးမှာလုံးဝစိတ်မပုတ်ထားပဲနဲ့ဒီပါပွင့်ရုံခေါ်မှာပေါ့နော်အဲ့မှာပဲတုံးထားတော်တော်လေးလာတယ်ဒီဇိုင်း ပြောင်းကောင်းစင်းကလည်းလုံးဝအနာစာမရှိဘူးလုံးဝနှီးရလုံးဝစင်နေရပဲအစီတစ်ချက်ကိုတစ်ချက်လုံးဝမပါဘူးပြောင်းကောင်းစင်းရဲ့အရေး quality အရန်ကောင်းပါတယ်တောက်ထားတဲ့ဆက်ကလေဒီရလေ လက်စုပ်ကနှစ်ဖက်ရှိရယ်ဆိုပြီးနှစ်ပွင့်လုံးပြပေးမယ်နော်ဒါဟိုဆိုပြီးတော့ပြောင်းကောင်းစင်းမီးထုံးမျိုးစီလာဆိုပြီးပြပေးရတာ မျိုးစီလာဒီဘက်ပြောင်းကောင်းစင်းဝေးရတယ်တမျိုးစီလာတယ်ဒီဘက်ကကြာတယ်သူကတော့ ဒါကတော့ဒီလိုဒီဇိုင်း ပြီးတော့အချက်ကလေးဒီဘက်လေးမှာထားတာပေါ့လားသိချာလေးနေရတာဒီလိုပေါ့နှစ်ကွင်းတော့အရင်မှာတယ် သူလည်းပဲဒီလိုဒီမျက်နှာပြင်ပေးမှဆိုမရှိဘူးဟိုစိတ်မပတ်ထားဘူးပေါ့နော်ချက်ကိုပဲကြောက်ရဲ့ quality ကြောက်ရတာပဲဦးစားပေးထားတယ်ဒါပေမဲ့ဒီဘေးလေးတွေကတော့အရန်ကိုမှလှပါတယ်ဒီဘေးအပတ်လည်းမှလည်းစိတ်နေပတ်ထားတာအရန်လှပါတယ်ရှင် ညနေပြနေတယ်ပြန်ကောင်းစခဏဒါအစားဖြတ်ပြပြီးတော့ကြည့်ချင်တယ်ဆိုလို့အရန်လာတယ်ဒီဆက်ကမရှူရေးကိုမှတစ်ဆက်ဝင်တစ်ဆက်မပြောက်ခင်မှာပဲရှိပါနောက်ဆက်ပါဆက်ပြောပြပါဟုတ်ကဲ့ပါ စိတ်မေးထားပါဒါ page လေးမှာဆက်ပြီးပြောပြပါနော် page admin တွေလည်းအများကြီးရှိပါရဲ့ရှင် page လေးမှာဆက်လက်ပြီးတော့ဖြည့်ချပေးပါမယ်ရှင် တင်တော့ကြိုးလေးစပြောပြပါဦးတင်တော့ထားတဲ့ကြိုးလေး စိတ်ပြောပါစိတ်ခါတင်တော်ဝတ်ထားတဲ့ကြိုးကတော့ဒါညအခွင့်73ဝင်ပါတယ်ညကဒါမိုးဆက်ကလေးပေါ့နော်မိုးဆက်ပေါ်မှာစိတ်လေးနဲ့ပတ်ပေးထားရဲဒါတော့ဘရက်ဒီဇိုင်းလေးတင်တော်ဝတ်တလို့အကြလေးကိုလည်းနှားရဲအကက်ဒီဇိုင်းလေးချိုလည်းပင်တည့်ရမိုက်ဆိုလို့အကက်ဒီဇိုင်းလေးကိုလည်းနှားပါရဲ့ရှင်ညကတော့73ဝင်ပါပါတယ်ဝိတ်ချိဆိုတော့ဒါ10ကလဝင်းနေပါပါရဲ့ရှင်သူကဒါတော့ဘရက်လေးပေါ့နော်ညဘရက်လေးပါရှင်တကယ်လို့အခုဆိုရင်ဒါမင်္ဂလာယူရဲမရဆိုတော့ဒါအပေါ်ကနေလေလုံးသဘောမျိုးနဲ့ဝတ်ချင်လိုက်လှတယ်ဒါ century တွေပိုင်းမှာဝင်လဲအရန်ကိုလှပါတယ်ဒီဂျိုးဒီဇိုင်းလေးဆိုရင်ပေါ့နော်ဒါတော့ပြမိုးဆက်လေးပါဒါဝတ်ထားငကလေးလည်းဝဲဆက်ပါရှင်ငကကလည်းဒါမိုးဆက်ပွင့်ကောက်လေးပေါ့နော်ပွင့်ကောက်ချီချီမိုးဆက်လေးပါတကယ်လို့ညကိုအမရာကန်မဟုတ်ဘဲနဲ့ဒီလိုအသွယ်ဒီဇိုင်းလေးပေါ့မိုးဆက်လေးလိုချင်နေဆိုတော့ဒီဆက်လေးရှိပါတယ်ရှင်ဟုတ်အခုနောက်ထပ်ဒါတင်တာဝတ်ပြပေးထားတဲ့လက်စွပ်နဲ့ဟန်ချိန်လေးပြပေးပါမယ်နော်အခုဒီမှာတင်တာဝတ်ပြပေးထားတော့ဒါညကိုမှာပွင့်ခေါက်ကြီးကြီးပေါ့နော်ဒါကတော့10ကလက်ကျော်ညပါရှင်10ကလက်ကျော်ပါတယ်ဒါမှဒါရိုးရှိရှိစိတ်တစ်ပတ်နဲ့ပတ်ပေးထားပါတယ်တကယ်လို့ဒီ site က local မဟုတ်ကိုလက်စွပ်မဟုတ်လို့ local တွေပါဝတ်ချင်ဆိုလည်းပြောင်းပြလို့ရပါတယ်နော်နောက်တစ်ခုကဒီဟာဒါဝတ်ထားတာတော့ဒါ hand chain ပါအဲ့ချိန်ကိုမှညအောင်မှာပွင့်ကောက်ကြီးကြီးအလဲမှာတစ်ခွင့်နဲ့ထားပေးထားရဲဘေးဘက်စုံလည်းလို့စိတ်နဲ့အပြည့်ဒီဇိုင်းလေးပေါ့အဟန်ချိန်ကိုဒီလိုအကြားကြီးကြီးဒီဇိုင်းကြိုက်တယ်ဆိုတော့မှရဆိုအရင်ဟိုလာပါတယ်လက်ကောက်တွေပါဝေးရရိုးတယ်လို့ဟန်ချိန်ကိုပွင့်ကောက်ကြီးကြီးနဲ့ဒီဇိုင်းလေးကိုချင်တယ်ဆိုတော့လိုဝက်ဆက်လေးကိုလည်းနှာပါတယ်ရှင်ချိုးကြလို့လက်စုပ်ရယ်ဟန်ချိန်ရယ်ငကက်ရယ်ပဲလို့ပေါ့နော်ဆက်လိုက်ကြီးကြီးပွေချင်တယ်ဆိုရင်လည်းရှိပါတယ်နော်အဲလိုအနီးကပ်ကြည့်ချင်တယ်ဆိုရင်လည်း Messenger မှာထပ်ပြီးတော့အနီးကပ်ပုံလေးတောင်းပြီးကြည့်လို့ရပါတယ်ရှင်ဆက်လေးပါခုနောက်ချက်ဒီမှာတင်တာဝတ်ပြပေးထားတဲ့လက်ကောက်လေးလည်းရှိပါသေးတယ်ဒီလက်ကောက်လေးဆိုလည်းဒီဇိုင်းအရန်လာတယ်သူကလေဘေးဘက်မှာဆိုရင်လည်းတင်တာတို့စိတ်လေးကိုဒါမိုးဆက်စိတ်ခုကတ်တွေပဲတုံးပေးထားတယ်ဒီဇိုင်းလေးကလေလက်ရအရန်လူးစိတ်ပြီးတော့ဟိုညလေးလည်းအသားပေးလက်ရလည်းအရန်ကိုအလူးစိတ်ပြီးတော့လှတဲ့လက်ကောက်လေးပါညလက်ကောက်ကိုမှချက်ထဲလေးကြိုက်တယ်ဆိုဒီလိုလက်ကောက်လေးလည်းရှိပါတယ်ရှင်အဲ့ဆိုကိုမစပြေကိုပြပေးထားတဲ့ဆက်လေးချက်ပြန်ပြပေးပါမယ်နော်ကိုမဆိုပြေဝပြပေးထားတဲ့ဆက်လေးကဒါဆန္ဒပြောင်းကောင်းစိဝစ်လို့ပြန်ပြီးချွတ်လိုက်တဲ့ဆက်လေးပေါ့နော်ဒီဆက်ဆိုရင်ဒါညပုံမှာကွင်းကောက် site ကြီးကြီးတွေပဲနောက်ထည့်ပေးထားတယ်ကွင်းကောက် site ကြီးကြီးကိုကျိုးမှာဆိုရင်ည9ဝက်ပါတယ်လောကတ်မှာဆိုလည်းကွင်းကောက်ကြီးကြီးလေးတစ်ခွင့်အသုံးပေးထားပါတယ်ရှင်စိတ်နေဆိုရင်လည်းဒါ3လုံးစီး site 4လုံးစီး site ကိုမှဒါမိုးဆက်တွေစပက်စီတွေအသုံးပြီးလာလို့လုပ်ပေးထားတာပါဒီဂုတ်ဖက်ဒီအပေါ်ဒီစိတ်တွေအပြည့်ထည့်ပေးထားပါတယ်ဒီနားထည့်မှာစိတ်မျိုးသားလို့ဆိုလည်းဒီလိုအိုးထိုင်ပြီးစိတ်လုံးသိထည့်တာမဟုတ်ဘဲနဲ့စိတ် site အကြီးတွေပဲ DF color တွေပဲသုံးပေးထားရပါရှင်အရန်လာပါတယ်နော်ကဲလို့ဒီလိုဆက်တွေကိုဒါအနီးကပ်ချစ်ချင်တယ်ဆိုရင်လည်း Messenger မှာထပ်ပြီးပြပေးပါမယ်ဒီနေ့
အန်တီမီအားပေးသွားပါတယ်တဲ့အန်တီမီ အန်တီမီအားပေးသွားပါတယ် ဟုတ်ကဲ့ပါရှင်မစင်ညာနေပြီးအားပေးသွားတယ် Messenger ကနေပြီးတော့အန်တီမီကနေပြီးတော့ဒီလက်စွပ်ကလေးရယ်ပြီးတော့ hand chain လေးရယ်အားပေးသွားတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးများတင်ပါတယ်အန်တီမီစိတ်ချမ်းသာကြည်ကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေရှင်စီးပွားလပါရတဲ့ဒီလာတို့ကအောင်မြင်ပါစေကျမ်းမာချမ်းသာခြင်းဒုက္ခအဖြစ်ပြနဲ့ပြည့်စုံပြီးတော့အမြဲတမ်းလိုချင်တဲ့ဆန္ဒတွေအားလုံးပြည့်ပါပါစေရှင်စီးပွားရေးလည်းဒီလာတို့ပါပြီးတော့ကျမ်းမာကမှတ်ပါတော်ရှင်နာတွေအများကြီးကိုလည်းဝယ်ယူစုဆောင်းနိုင်ပါစေလို့ချင်ရတဲ့အန်တီမီစတောင်းပေးပါရရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အန်တီမီရဲ့ပစ္စည်းလေးဒီမှာထားလိုက်ပါရှင်ဆိုမဆိုပြီးဆက်လေးအနိကလေးပြပေးလိုက်မယ်နော်ငကတသေးလေးတွေပြပေးပါတဲ့မဆန်ပေးပါမယ်ရှင် Samsung လာမသိဟုတ်ငကကလေးမြလေးတွေပြောရလားနော်မမြလေးကအဆောင်ရှိတယ်မြနကအသေးလေးရလေဟိုဆက်သွေးလေးလည်းရှိတယ်ဒီလို၄တောင်လေးလည်းရှိအသေးဟက်ရှိတ်လေးလည်းရှိတယ်ဒါတော့ဟိုအကြီးပြနေတော့အသေးလေးတွေကပြီးမှပြမယ်ဆိုပြီးတော့ပြပေးလိုက်မယ်နော်ရှင်းကြီးလေးကြီးရအောင် ဘယ်ဟာလေးလဲ ဟုတ်ကဲ့ပါ အမခိုင် base ကနေပြောလိုက်တယ်လို့ ဟုတ်ကဲ့ပါကဲဒီမှာအသေးလေးတွေငကတသေးလေးတွေပြပေးပါဆိုတော့မမ Samsung ဒီမှာဂျိုးကြီးပြောပြပါမယ်ဒီမှာဆိုရင် ဟုတ်ကဲ့ပါဒီနာဝတ်ထားရဲ့ဆွဲကြိုးလေးကတော့ဒါဒီဇိုင်းကတော့ဒါမြင်နေကြဒီဇိုင်းမဟုတ်ဘူးပေါ့နော်ဒီဇိုင်းဆန်လေးသူကတော့ဒါမြအမရာကက်လေးတွေကိုအလယ်မှာစုပေးထားရဲ့ဒီဘက်မှာဆိုလည်းမြအမရာကက်လေးစီထားရဲ့အောက်မှာဆိုလည်းတုံးတန်းလေးတွားပေးထားရပါတော့ဟိုကို့မှာမြင်နေကြဟုတ်တဲ့ဒီဇိုင်းလေးမျိုးကတော့ဒီဇိုင်းဆန်လေးခတ်ပေးထားဖြစ်ပါတယ်ရှင်ဒီဒီဇိုင်းလေးဆိုလည်းဒါမှာဝတ်စုံလေးဝေးဒီလီဝဲရမ်းလာတယ်ပြီးအောက်မှာတကယ်လို့ဒီရဲ့အောက်မှာကျွန်တော်ချိတ်ကောင်လေးထည့်ပေးထားတယ်ဒီမှာအောက်မှာမြလောကက်ကြီးဒါမျိုးထက်ချိတ်ဝတ်ချင်တယ်ဆိုလည်းပွဲကြီးထက်ချိတ်ဝတ်ချင်တယ်ဆိုလည်းရပါတယ်ရှင်ကျိုးလေးလည်းအရင်လာပါတယ်နော်ဆွဲကြိုးလေးဈေးမင်းဒီပါလေကဲစပစ်ဝတ်ထားတဲ့ဟုတ်ကဲ့ပါစပစ်ဝတ်ထားတဲ့ကျိုးလေးကိုဈေးလေးပြောပေးချင်ပါတယ်ရှင်အပိတ်ကနေပြောပြီးတော့ဟုတ်ကဲ့အမရေ page ကနေပြီးတော့ဒီစပစ်ဝတ်ထားတဲ့ကျိုးလေးကိုပြောပေးပါမယ်ရှင်ဒီကျိုးလေးကတော့အမတန်မှအရင်လာတဲ့ကျိုးလေးပါအော်နာမည်လေးပြောပြရမှာနာမည်လားပြောပြရမှာMr. Jin ဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ် Mr. Jin ဒါညီမလေးတင်စားရဲ့ကျိုးလေးကိုအားပေးသွားတာဖြစ်ပါရဲ့ရှင်စိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေစီးပွားရေးလာပါရဲ့လည်းဒီလာတော့အောင်မြင်ပါစေကျမ်းမာခြင်းဒုက္ခဖြစ်တာနဲ့ပြည့်စုံရဲ့နိုင်အများကြီးတော့ပါစေလို့ Mr. Jin တက်စတာပေးပါရဲ့ရှင်ကျေးဇူးများတင်ပါတယ်ခုဒီမှာတင်လာဝတ်ပြပေးထားရဲ့ညာလက်စွပ်လေးလည်းဈေးပြောပေးပါနော်ဟုတ်အခုဒီမှာတင်လာလက်ညိုးရဲ့ဒီအပေါ်ဘက်မှာဝတ်ထားပေးထားတဲ့လက်စွပ်လေးဆိုရင်ဒီ85သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့65သိန်းနဲ့ရမှာဖြစ်ပါရဲ့ရှင်ဒါလေးက daily wear လေးပေါ့နော်ဒါမြန်လေးပြပေးလိုက်ပဲဒီစီအသေးလေးတွေလည်းအကုန်လုံးကြည့်လို့ရအောင်လို့ပေါ့နော်ဒီလက်ညိုးရဲ့အောက်မှာဝတ်ထားတဲ့လက်စွပ်လေးဆိုရင်တော့89သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့89သိန်းနဲ့ရမှာဖြစ်ပါရဲ့ရှင်ဒီအပေါ်ဘက်ကလက်စွပ်ကလေးကလက်ကလေးအပေါ်လက်စွပ်လေးကတော့66သိန်းကို56သိန်းနဲ့ရမှာဖြစ်ပါရဲ့ဒီလက်ကလေးအောက်ကလက်စွပ်ကလေးကတော့360ကို350နဲ့ရမှာဖြစ်ပါရဲ့ရှင်ဒီလက်တချို့လက်စွပ်လေးက145သိန်းကို125သိန်းနဲ့ရမှာဖြစ်ပါရဲ့ရှင်ဒါလေးက daily wear လက်စွပ်လေးပါနော်တကယ်လို့တကယ်လို့တင်စားပြရမမီလည်း Messenger မှာ screenshot လေးနဲ့ဈေးသွားမိနိုင်ပါတယ်နော်ဟုတ်ကဲ့ပါနာဝပြပြထားတဲ့လက်ခတ်လေးလားပါဟုတ်တယ်လက်ခတ်လေးကဒီမှာပါလက်ခတ်လေးဒီဇိုင်းအရင်လာတယ်ဒါကြောက်ဆိုလဲဒါဟုတ်တယ်စိတ်နှစ်ပတ်ရိုးရှင်းရှင်းလေးများအရေးကောင်းကောင်းလေးမှသာတို့ဒါစိတ်လေးနှစ်ပတ်ရိုးရှင်းရှင်းလေးပတ်ပြီးထားဘယ်ပစ္စည်းဆက်နေမဆိုဝေးလာရပါတော့ဟုတ်ကဲ့ဒီလက်ခတ်ကဟုတ်မှစီးလေးတော့မပါဘူးမဟုတ်ကဲ့ဟုတ်စီးရီယံပါပါရှင်နောက်ထပ်ဒီမှာလက်စွပ်လေးတစ်ခုရမ်းလာလေးပြပြပါဦးမှာဟုတ်ကဲဒါလေးကတော့အရန်လာပါရဲ့ဒီဒီဇိုင်းလေးကတော့ဆိုပြီးတော့ရိုးရိုးရှင်းရှင်းလေးနဲ့မှလေညအောင်လည်းအသားပေးထားတယ်ပြီးတော့နောက်တစ်ခုကကျတော့ဘေးမှာကလည်းအဲ့လိုမျိုးပေါ့နော် fancy cut လေးနဲ့တော်တော်လေးလာပါရဲ့ရှင်ဒါလေးကရိုးရိုးရှင်းရှင်းလေးပါရှင်ဒီဟာလေးကဟိုမြောက်လက်စွပ်ကိုပေါ့နော်ဂျင်းလေးပုံစံမျိုးလေးလည်းဝတ်ချင်တယ်ဆိုလို့ရှိရင်ဒါလေးပါပါရှင်ဟုတ်အဲ့ဒါဝတ်ပြပေးထားတဲ့ဒီစိတ်နှစ်ပတ်နဲ့ငကက်လေးက300ပါရှင်300ပါဟုတ်ကဲ့ပါဟုတ်ပြပေးပါမယ်ရှင်ယောက်ျားလက်စွပ်လေးလည်းအများကြီးပါတယ်နောက်ဒီဇိုင်းနဲ့ထုတ်ထားတဲ့ပစ္စည်းကအများကြီးပဲဒါလေးဟိုပြရဲ့အလှည့်ကမရောက်တာဖြစ်နေတာပြောစရာပစ္စည်းတွေကအရင်ပြအဲ့လိုမျိုးဒါများတစ်ခုပဲရှိတယ်နောက်မှာအများကြီးကျန်သေးတယ်နီလာပရများတွေနော်စိတ်ထိန်လေးကျန်သေးတယ်ပြီးရွှေရွှေဝါတွေအကုန်လုံးအစုံကျန်သေးတယ်ဒီဒါလေးလည်းပြပေးဦးမယ်ရှင်အားပေးပါမယ်နော်ဟုတ်ကဲ့ပါရှင်
ကဲနောက်ထပ်ဒီမှာဆန္ဒရောက်အမျိုးသားဝတ်လက်စွပ်လေးနေလို့ဒီမှာဒီဇိုင်းလေးပြပေးလိုက်မယ်နော်တကယ်လို့ကြိုက်လို့ရှိရင် Messenger မှာ screenshot လေးနဲ့မေးပေးလိုက်ပါရှင်ဒါဒီဇိုင်းလေးကြည့်လို့ရအောင်အမြန်လေးပြပေးလိုက်ပါမယ် ဆိုပြဒီဟာလေးပြပေးခြင်းနဲ့ဒီဟာလေးကတော့ဖဲပြားလေးမို့လို့ကိုရဲကြိုက်လို့ပြပေးရပါ ဒီဇိုင်းဆဆလေးဆိုလေ ကိုရဲကြိုက်လို့ပြပေးရပါဒါကတော့အရန်လာပါရဲ့ရှင်ဖဲပြားလေးသူကထဲ့တယ်တလှလဲလာအမကဒါစောက်ထိုးမှာမပါဘူး ဒီလိုဟုတ်တယ်မဒီဘက်ပြန်နေလာ ခဏလေးနော်စောက်ထိုးပြပါပြချင်ဆုံးအများကြီးစောက်ထိုးပြပါ ဟိုလက်အဲ့လိုဆိုတဲ့ပါ တဲ့သွားပြီဒါလေးကတော့ဆိုပြီးတော့ညကိုမှသူကဟိုဘယ်လိုပြောမလဲလူကြီးမဆန်ခြင်းဘူးဆိုလို့ရှိရင်ညအောင်မှလေဒီဟာလေးကအရန်လာပါတယ်ရှင်ဒါလေးကတော့ဆိုပြီးတော့ဘယ်လိုလေးလဲဆိုတော့ဖဲပြားပုံလေးပေါ့နော်ဖျက်ပြားပုံလေးနှွဲ့လဲနှွဲ့တယ်လှလဲလှတယ်အဲ့လိုမျိုးပေါ့ဟိုလူကြီးလည်းမဆန်ဘူးကြည့်လိုက်ဒီဇိုင်းလေးကလည်းချင်းပြီးတော့သူ့ရဲ့ဒီဇိုင်းလေးကတော်တော်လေးလှပါတယ်ရှင်ကြောက်ရည်လေးကလည်းအရန်လှပါတယ်ဒါလေးကကိုလံဘီယာမြေကတော်တော်လေးလှပါတယ်ရှင်ဒါလေးကတော့ဈေးလေးက ကျောင်းဝိတ်ချိန်လေးပဲပြောပြလိုက်ပါမှာကျောင်းဝိတ်ချိန်လေးကဟိုဟာတစ်ချက် ကျောင်းဝိတ်ချိန်လေးကအမေရိကက1.5ခွန်ပေါ့နော်နှစ်ကလခွဲကျော်ပါတယ်ရှင်ပြီးတော့စိန်ကကျ183ခွင့်ပါပါတယ် 1.87 cg ပေါ့နော်ပါပါတယ်ရှင်ဒါလေးကတော့ဆိုပြီးအရန်ကြိုက်လို့ပြပေးရပါတော့ဖေးပြားပုံလေးပါရှင်လူငယ်ဆက်ဆက်ဒီဇိုင်းလေးနဲ့တော်တော်လေးလာပါတယ်ရှင်နောက်ထပ်ဒီမှာညာလက်စွပ်လေးသုံးခွင့်ပြပေးပါဦးမယ်ရှင်ဒါ daily wear လေးပေါ့နော်ဒီဇိုင်းဆက်လေးတွေဒါလက်ခရလက်စွပ်လေးဆိုရင်လက်ညှိုးလက်စွပ်လေးဆိုရင်တော့ဒါ65သိန်းကိုဒီနေ့ဝယ်သိန်း80နဲ့ရမယ်လက်စွပ်လေးဖြစ်ပါတယ်လက်ခရလက်စွပ်လေးကတော့သိန်း130ကို69သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်ဒါဒီလက်စွပ်လေးကြတော့ဟိုအခုဆိုရင်စိတ်လက်စွပ်တစ်ပွဲဝယ်ရင်တော့ပတ်စံသိန်း150လောက်မှ2လလေးကိုလို့ရတယ်ခုဒါဆိုမြကိုလံဘီယာမြအောင်မှာတဘာဝမြ quality ကောင်းကောင်းလေးလည်းဝယ်ရမယ်စိတ်လေးလည်းအများကြီးပါတယ်ပေါ့နော်ဒါကြောက်ထည်လေးလည်းဖြစ်တော့ဒါတချို့ဆိုအဆောင်လေးနဲ့ဝှက်ချင်တယ်ညအဆောင်လေးနဲ့လူတွေရေနာစဝယ်ဆိုတာညအဆောင်ဝယ်နောက်ထပ်ရေနာရဲဆွဲငင်အောင်ပိုကောင်းပြီးကိုယ်စီအများကြီးဝင်လာတတ်တယ်ပေါ့နော်အဲဆိုကိုစဝယ်မယ်ဆိုရင်တို့100ကျော်လေးဝယ်မယ်ဆိုရင်ဒီလိုလက်စုပ်လေးရှိပါတယ်ရှင်အရင်လေးလှပါတယ်နော် လက်စုပ်သေးလေးတော့ဘူးလို့ပြောတယ် တိတိလေးတာဟုတ် ဒီတော့စိတ်နဲ့ပတ်သက် စိတ်လေးတစ်ပတ်နဲ့ကြာတာဒီနာဟုတ်မှာဟုတ်ဝိုင်းရလေးလည်းဒါလေးလားပါဝိုင်းလာပါပစ္စည်းကဟိုမှာလေး Messenger မှာလည်းအလူရက်တွေပေးကျွန်တော်တို့နှစ်ယောက်ကလည်းဒီမှာဘယ်ကြားလို့ဒီဘက်ကြည့်ရပြဖျားပြလို့ပြရမှာမသိအဲ့လိုဖြစ်နေကြတယ်အခုနောက်ထပ်ဒီမှာလက်စွပ်လေးတွေပဲစက်တိုက်ပြလိုက်မယ်ဘာလို့ဆိုတော့အခုလက်စွပ်လေးကြည့်နေကြတာဆိုတော့လေဒီမှာလက်စွပ်လေးထက်ရှိသေးရဲ့ဒီဇိုင်းစက်လေးအများကြီးရှိရနော်လက်ကလေးလက်စွပ်လေးဆိုရင်330ကို130နဲ့ရမယ်လက်တကြွလက်စွပ်လေးဆိုရင်တော့320ကိုဒီနေ့ညဝင်မယ်ဆို380နဲ့ရမှာဖြစ်ပါတယ်ဒီလက်တကြွလက်စွပ်ဆိုညလေး2ပွင့်ပါပါတယ်နော်ဒီညဆိုရင်ဒါ short ဈေးလေးရမယ်ပြီးတော့ iPhone 17 Pro Max ပေါ့နော်ဒါလေးကိုလည်းဒါကန်ဆယ်နဲ့ဖောက်ပေးမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကလေကျွန်တော်တို့ဆိုင်မှာအခုဒီလိုဒီဈေးတွေ short ပေးရဲဆိုပြီးတော့ quality ကိုနှိမ့်ချထားတာ short ချတာတခုမှမရှိပါဘူးဆိုင်မှာလာကြည့်လဲဒီပစ္စည်းတွေထဲဝယ်ရောင်းပေးတာပါနော် short ချတာလေ discount တွေချပေးနေဆိုရင်စိတ် quality တွေနှိမ့်ထားလားကြောက်ရည်သွေးနဲ့ short ချရလားဒီလိုထင်မှာဆိုလို့ပါရှင်quality တခုမှနှိမ့်ချတာမရှိဘူး short ချတာမရှိဒါ December ဆိုရင်ကိုဒါမကြီးမချို့တော့ကဆိုင်မှာ discount ပွဲလုပ်နေကြဒါကျွန်တော်တို့ရဲ့ဆိုင်ရ customer အကုန်လုံးပဲသိတယ်ပေါ့နော် December ဆိုရင်ဈေးအများကြီး short ပြီးတော့စီးစုတုတ်ကြတဲ့အနေနဲ့ရောင်းချပေးရဲဆိုတာပေါ့နော်ရုံရုံကြည်နဲ့ဝယ်အားပေးနိုင်ပါတယ်ရှင်အဲဆိုခုနောက်ထပ်မဟုတ်ကဲ့ပါဒါလေးပြန်ပြရပါဆန္ဒပြပြ ဟုတ်ကဲ့ရှင်ဒါလေးပြန်ပြပေးပါဆိုလို့ဆိုပြီးပြန်ပြပေးပါမယ်နော်ဒါလေးကတော့စိတ်တစ်ဖက်ပေါ့နော်ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးပဲကြိုက်တယ်ဆိုတော့မမတို့အတွက်ကဒါလေးကကြတော့အမြလေးကိုစိတ်တစ်ဖက်ကလေးပဲပတ်ထားတာအရန် heavy လည်းမကြိုက်ဘူးဆိုလို့ရှိရင်တော့ဒါလေးကိုပေါ့နော်ဒါလေးကတော့လုံးဝအဲ့လိုမျိုးရိုးရိုးရှင်းရှင်းလေးနဲ့မြ quality ကောင်းကောင်းလေးကိုပဲဘတုံးမှမယူသွားတဲ့ဒီဇိုင်းပေါ့နော်မြကိုစိတ်တစ်ဖက်ပတ်တာလေးပါရှင်ဒါလေးကတော့ quality ကတော့မြရဲ့ quality ကတော့အရန်ကိုမှကောင်းပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်ဈေးလေးကပေါ့နော်100နဲ့145ကိုဒီနေ့ဝယ်နေ125နဲ့ဒီနေ့ဝယ်ယူမယ်ဆိုရင်125နဲ့ရမှာဖြစ်ပါတယ်ရှင်145ကို104ကို125လေးနဲ့ပဲရမှာဖြစ်ပါတယ်တန်ပါရဲ့မကလာမြားဆိုင်လေးလည်းကြီးရည်ကြီးဆိုလေစိတ်လေးတစ်ဖက်လည်းပါတယ်အခုဆိုစိတ်တစ်ဖက်နဲ့လောက်တဲ့အထက်လေးတောင်မှလေဟို450လောက်ပေးနေရပါတော့ဒါအလည်းမြားဆိုင်လေးလည်းကြီးတယ်နော်မြားဆိုင်ကလည်းဒီမှာဆိုရင်2.30ဆိုနှစ်ကလခွဲဝန်းကျင်ရှိပါတယ်ဆိုင်ကလည်း18အခုဟုတ်လား18နော်ဟုတ်တယ်ရှင်စိတ်ရလည်းစိတ်နဲ့18ပွင့်ပါပါတယ်ရှင်18ပွင့်ပါပါတယ်ရှင် total weight ကတော့ 4.69 gram ပါပါတယ်ရှင်
နောက်ဒီဟာလေးကအရန်လာပါတယ်ရှင်ဒါလေးကြိုက်တယ်ဆိုလို့ရှိရင်နော်ဒီနေ့ live sale မှာဝယ်ယူမယ်ဆိုလို့ရှိရင်နော်145သိန်းကို125နေရာမှာဖြစ်ပါတယ် သူကတော့မြအသားပေးဒီဇိုင်းလေးပေါ့နော်စိတ်လေးတစ်ဖက်လေးရှင်းရှင်းလေးပဲပတ်ပေးထားဆိုတော့ဘယ်တော့ပဲဝတ်ဒါဒီဒီဝဲဝဲစောက်လေးစောက်အစိမ်းကိုမှလှလှလေးနဲ့ရှင်းရှင်းလေးပဲလို့ရတယ်ကြည့်ကြည့်နော် ဟုတ်တယ်အချိန်ပဲပြန်ကြည့်ကြည့်ဒီလိုဒီဇိုင်းတွေကကြတော့ဘယ်တော့မှယူမသွားတဲ့ဒီဇိုင်းတွေပေါ့နော်အရန်လာပါတယ်ရှင်ဒါလေးဝယ်ယူချင်တယ်ဆိုတော့မှယူပါနော်ဒါလေးကို125နေရာမှာဖြစ်ပါတယ်ရှင်ဒီနေ့ကိုဒါဆိုပြီးတော့ New Year ရောပြီးတော့ Christmas attainment အထူး promotion နဲ့ပေးထားတာဖြစ်ပါတယ်ရှင်ပြီးတော့ iPhone 17လက်ဆောင်လည်းမဲဖောက်ပြပါနော်10လုံးမဲဖောက်ပြီးမယ် မာဒီမာပါဒါဆိုဒီလေးဝဲလေးလည်းရှင်းနော်နောက်ထပ်ဒီမှာဒီလေးဝဲလက်စွပ်လေးရှင်းဒါဆိုtennis ဝင်လေးနော်ပတ်လည်ဝင်လေးပေါ့ဒါအရင်ဝေးလေးအစစ်ကြီးအဲ့ဒီလက်ညှိုးလေးတွေပါဝင်လာတယ် အခုဒီလက်ညှိုးကဇာဝပြပေးထားတဲ့ဝင်လေးဆိုရင်တော့စိတ်အနားမှာစိတ်အတုံးလေးပါတယ်သူကဒါ4000ရှိတ်လေးအစားဒီလိုအဝိုင်းရှိတ်မဟုတ်ဘူး4000ရှိတ်ဒီဇိုင်းအစံလေးဘေးဘက်လေးမှာစိတ်လေးပါတယ်နော်ဒီလက်စွပ်ဝင်လေးဆိုရင်88သိန်းကိုဒီနေ့ဝယ်မယ်ဆို63သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်လက်ကလေးကလက်စွပ်လေးကတော့360ကိုဒီနေ့ဝယ်ယူ49သိန်းနဲ့ရမှာဖြစ်ပါတယ်လက်တချေကလက်စွပ်လေးကတော့65သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့350နဲ့ရမှာဖြစ်ပါတယ်ရှင်ဒါလေးကပတ်လည်လေးပါနော်အနောက်ထိကုန်ပတ်လည်ခွေးလေးပါရှင်လက်တိုင်းကတော့ဒါတော်တဲ့လူပဲအစီအစဉ်ပါလက်တိုင်းကတော့ adjust လုပ်လို့မရဒါပေမဲ့ aura ပြတ်တင်မယ်ဆိုတော့လုပ်ပေးပါတယ်နော်ဒီပါရှင် အခုပြထားတာလေးကရောတဲ့အခုပြထားတာလေးဆိုတာကဘယ်ဟာလေးလဲငကရလက်စွပ်လေးလားဘယ်ဟာလေးလဲ လက်မပေါ့ပြမှာ အော်ဟုတ်ကဲ့ရှိတယ်တိတ်ပါဝိုင်းမှာတိတ်ဝိုင်းဟိုဘက်ကောင်းနေပါဝါဒီမှာမဒါလေးစားချစ်စရာလေး ကဲဒါလေးကတော့ crown ပုံစံလေးပေါ့နော်ဒီဟာလေးကတော့ crown ပုံစံလေးပါရှင်ဒါလေးပြပေးမယ်နော်ဒီဟာလေးကတော့ America ကတော့3.93ဟိုပါပေါ့3မှတ်ရှိပါတယ်စိန်ကတော့94ခွန်းရှိပါတယ်ရှင် 1.1 ဆိုတရက်တီကျော်ရှိပါတယ်ရှင်မမမြင့်ခင်ကျေးဇူးတင်ပါတယ်ရှင်ဒါလေးကတော့crown ပုံစံလေးပါဆိုခုဖြစ်နေခဏလေးဒီလိုလေးပါရှင်ဒါလေးကတော့ဒီဒီဇိုင်းလေးကတော့တော်တော်ဖူပုံစံမျိုးလေးပေါ့နော်တော်တော်လေးလှပါတယ်ရှင်ဂျာတော့ပွားပဲပါဦးချီ မနဲ့ဒီလက်စနဲ့လိုက်ပဲမ action ဆိုတာမနဲ့အရင်ကောင်းတဲ့အတွက် ပါရီ ဟာဘယ် အော်ငါဘယမ crown ဆိုတဲ့အရင်လာတယ် ငါဘယမဆိုလို့တဲ့ crown နဲ့အရင်ဆင်ပြေနေ တန်ပါဝါရှေ့တော့မနော် ကျေးဇူးပါကျေးဇူးပါ ကဲဒါလေးကမန်လက်ဆက်ဆဲလေးရှိသေးတယ်မရ ကဲဒါလေးကတော့ပန်းပွင့်လေးပါရှင်အိုးလှလိုက်တာတော်လာနော်ချစ်စရာ တော်လာပါဒါလေးတွေကတော့လေးဆိုပြတော့ဟိုလူငယ်ဆက်ဆန်လေးတွေပေါ့နော်ညလည်းဝတ်ချင်တယ်ဒါပေမဲ့အဲ့လို heavy တွေလည်းမဝတ်ချင်ဘူးလူငယ်ဆက်ဆန်လေးတွေဝတ်ချင်တယ်ဆိုတော့အခုဆိုပြလက်ညှိုးမှာဝတ်ထားတဲ့ဟာလေးရောလက်ကလယ်မှာဝတ်ထားတဲ့ဟာလေးရောအင်ဂျန်မှာလူငယ်ဆက်ဆန်လေးနဲ့တော်လေးလာပါတယ်ရှင်ဒီဟာလေးတို့အဲ့လိုလက်ညှိုးလေးတွေမှာဝတ်ရင်လည်းလှတယ်ပေါ့နော် လက်တချွေလက်စွပ်လေးကမရောင်းမအောင်နော်နော်ပုံစံလက်ချွေလက်စွပ်လေးအချွေးချက်နေတော့ပါဟုတ်ကဲ့ပါစလုံးရပါအဲ့ဒါကြောင့် ဒီမှာဆနာဝတ်ပြပေးတဲ့ဒီဇိုင်းဆက်လက်စွပ်လေး sample shot ရိုက်ချင်တယ်ဆိုလို့ပါရှင်ဒီဇိုင်းဆက်လေးသူကတော့ဒါမြလဲ quality ကောင်းကောင်းဖွင့်တော့ဖွင့်တယ်လေဝတ်ပြပေးပါဝတ်ပြဆိုမဆိုဒီလည်းမဝတ်ပြတော့နော် အော်အဲ့ဒါလေးရှားလာတယ်အဲ့ဒါလေးခုနကလေးကကြည့်နေလှတယ် အဲ့လေးချစ်ချင်းမေးဒီဇိုင်းဆန်လေးဆိုရင်ချစ်ချင်း messenger ရောက်လာတယ်ရမ်းလာတယ် ဆက်ဆန်လေးနဲ့အရင်လာတယ်နော်ဒါလေးကညလေးက 2.81 cd ဆိုတော့သူက3ကလပ်မီမီရှိပါတယ်နော် 2.81 ပါရှင်ပြီးတော့စိန်ကကြတော့10ပွင့်ပါပါတယ်ရှင်စိန်က10ပွင့်ပါပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်လည်းဒီဘက်ကကြတော့မရအေးဒီဘက်ကကြတော့စိန်လေးနဲ့အဲ့လိုမျိုးဒီကြားထဲကအဟပုံစံဒီဇိုင်းလေးပေါ့နော်ဒီဇိုင်းလေးဝတ်ပြပေးပါဆိုလို့ဆိုပြခုဝတ်ပြပေးထားပါတယ်ရှင်ဒီဒီဇိုင်းလေးကြိုက်လို့ရှိရင်အားပေးလို့ရပါတယ်ရှင်ဒါလေးကဒီဇိုင်းအစလေးပါများအောင်ပါလေဒါလေးရလာပါရှင် ဟုတ်တယ်မဆိုရနိုင်ပြီးမှဒီငကက်သေးလေးပြ ငကက်သေးလေးတွေဆိုပြပြပေးမယ်နော်ခုနကလေးဆိုပြကိုလေးငကက်ကလေးတွေပေါ့နော်ပြပေးပါလို့ပြောလို့ဆိုပြငကက်အသေးလေးတွေပြပေးမယ်ဒါလေးဆိုလို့ရှိရင်တော့ half shake လေးပေါ့နော်အသေးပေါ့အသေးလေးလို့ငကက်ပုံမှာများအောင်တသေးလေးတွေဝတ်ချင်တယ်ဆိုလို့ရှိရင်ဒါလေးဆိုပြပြပေးပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်ဆိုပြရဲ့နားမှာဆိုရင်တော့ဒလားလောက် site ဖြစ်မယ်ပေါ့နော်ဒလားလောက် site လေးဖြစ်ပါမယ်ရှင်ဒါလေးကကြတော့အသေးပုံ
hashtag လေးပါရှင် hashtag design လေးပါ hashtag design လေးကိုမှာ style လေးတစ်ပတ်ပတ်ထားတာပေါ့နော်ရိုးရိုးရှင်းရှင်းလေးပဲဘယ်တော့မှဒါတော့ယူမသွားတဲ့ design လေးပါရှင် hashtag အသေးလေးဒါ hashtag အကြီးလေး hashtag အကြီးနဲ့အသေးနဲ့ရှင်းပြပေးမယ်နော်ဒါကတော့အကြီးဒါအကြီးပါ hashtag အကြီးဒါအသေးပါရှင်နှစ်ခုရှင်းပြပေးပါမယ်နော်မြင်ရလားရှင် hashtag အကြီးလေးနဲ့ hashtag အသေးလေးနဲ့ပါရှင်ဟုတ်ညအမျိုးသားဟုတ်တယ်ဆနာတော့ပြပါမယ်ရှင်နောက်ထပ်3မျိုးရှိတယ်အခုငက်ကကလေးကဘယ်လောက်လဲတဲ့အသေးလေးတွေကြိုက်တယ်တဲ့ဟုတ် hashtag အသားအကြီး hashtag အသေးအားကြတော့ခဏလေးတော့ဈေးလေးပြောပြပါမယ်ညီမလေးတတာဒါလေးက140ကိုဒီနေ့ live sale မှာဝယ်ယူမယ်ဆိုလို့ရှိရင်တော့120နဲ့ပေးမှာဖြစ်ပါတယ်ရှင်140ကိုဒီနေ့ live sale မှာဝယ်ယူမယ်ဆိုလို့ရှိရင်တော့120နဲ့ပေးမှာဖြစ်ပါတယ်ဒါလေးကတော့ hashtag အသေးလေးပါရှင်ဝတ်ပြပေးပါဆိုလို့ရှိရင်တော့ဆိုပြရဲ့နားမှာဝတ်ပြပေးပါမယ်ဒါကတော့ hashtag အသေး JD ဝတ်လို့လည်းရတယ် quality ကောင်းကောင်းနဲ့Columbia မြ quality ကောင်းကောင်းလေးဖြစ်ပါတယ်ရှင်140ကို120နဲ့ပေးမှာဖြစ်ပါတယ်ရှင်ဒါကတော့ hashtag အသေးပါ hashtag အကြီးလေးကတော့ဆိုပြတော့ hashtag အကြီးလေးကတော့မစင်ကြပါပဲဟုတ်ကဲ့ဟုတ် sorry 160ကို135နဲ့ရမှာဖြစ်ပါတယ်ရှင်160ကိုဒီအကြီး size လေးက160ကို135နဲ့ရမှာဖြစ်ပါတယ်ဒါကတော့အကြီး size ကလေးဖြစ်ပါတယ်နော်အကြီးပါခုနကပြတဲ့ဟာလေးကအသေးပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဒီလိုလေးအစိမ်းလိုလေးရှိကြည့်ချင်တယ်ဆိုလို့ပြပေးပါညနော်အမုတ်မှတ်တာဂါနgreen ဂါနအော်ရှင်းတော့ဒီလိုလေးဈေးပြောဟုတ်ကဲ့ပါဒါအခုဒီမှာတင်စာဝပြပေးထားရဲဆွဲပြရတယ်ဒါစိတ်ဆိုင်အကြီးတွေပဲတုံးထားရဲစိတ်ဆိုင်တော့ဒါ9မှုခိုက်3လုံးစီးမိုးဆက်စပက်စီးအသုံးပြတာလုပ်ပေးထားတာဖြစ်ပါတယ်ဒီကဆိုတာစိတ်တစ်ပါးကျိုးနဲ့ပဲဝဝတကယ်လို့မြကျိုးရဲ့အောက်မှာ locket ကြီးနဲ့ပဲချဝဲအရန်ကိုနှားတဲ့ဒီဇိုင်းပါရှင်ဒါဆိုရင်တိုးလေးရတယ်စတိုးတွေပါထိုးချင်တယ်လည်းနှားတဲ့ဆိုင်မျိုးပါဒီအခုတင်စာဝပြပေးထားရဲမြ locket ရဲ့မြဆိုင်လေးကတော့ဒါပြောပြမယ်နော်ခဏလေးပါမြဆိုင်လေးချက်တော့ကြည့်လိုက်ပါဦးရှင်နော်ညဆိုင်လေးကဒါ9ကလပ်ဝင်ခြင်းရှိပါတယ်ရှင်9ကလပ်ဝင်ခြင်းရှိရဲ့ညဆိုင်လေးပါအရန်လာပါတယ်တကယ်လို့ဒီအပေါ်ဘက်ကဝတ်ပြပေးထားတဲ့စိတ်တစ်ပါးချိုးလေးပဲလိုချင်တယ်ဆိုလည်းရပါတယ်နော်စိတ်တစ်ပါးချိုးလေးပဲလိုချင်လည်းရတယ်ဒီညလောက်ကလေးလက်စွပ်လေးရှိလည်းပြပေးပါဦးရှင်တဲ့ဟုတ်ကဲ့ပြပေးပါမယ်လက်စွပ်တဲ့ဒါကြောင့်လက်စွပ်အမျိုးသားဝဲတာညလက်စွပ်လေးအရင်ပြပေးလိုက်မယ်နော်ညလေးပြလက်စားလည်းမဟုတ်လို့ပါဒီမှာပါရှင်ဒီဇိုင်းလေးအများကြီးရှိပါတယ်ဒါဆိုဒါပွင့်ခောက်ကြီးကြီးလေးနဲ့အခန့်ခန့်ထထလေးနဲ့ညလက်စွပ်လေးပါရှင်နောက်ထပ်ဒီမှာဒါလေးအရင်လာတယ်ဟုတ်တယ်ဒါဆိုရင်ဒါလေးဒီကောင်ပြလိုက်လက်ဆိုင်ကြည့်ပြင်တာဒီမှာပါဒါဆိုရင်ညကလပ်ချိန်ကတော့4ကလပ်ဝန်းကျင်ရှိပါတယ်4ကလပ်ဝန်းကျင်ရှိရင်ညလက်စွပ်ပါဒီဒီဇိုင်းလေးရှိရင်နောက်ထပ်ဒီမှာဆိုဒီဒီဇိုင်းလေးဆိုဆန်းတယ်ဘေးဘက်မှာဆိုတော့ဒါစိတ်လေးရဲ့လက်ရွက်ဒီဘက်မှာတချမ်းလေးပေါ့နော်ဒီလိုအဆောင်ဒီဇိုင်းလေးနဲ့လုပ်ပေးထားတယ်ဒီဟာလေးကတော့ညက2ကလပ်ဝန်းကျင်ရှိရဲ့ညဒီဇိုင်းယောက်ျားလက်စွပ်လေးပါရှင်နောက်ချက်ဒီမှာဒါကတော့ဒါလက်ရိုးဘက်မှာစိန်ချောင်းလေးတွေတုံးပေးထားရဲ့အမျိုးသားဝဲလက်စွပ်ပေါ်မှာဒီဇိုင်းဆန်လေးဒီလိုဘေးဘက်မှာကြည့်ရင်လည်းဒီမှာဒိုင်းမွန်လေးတစ်ပွင့်ဖောက်ပေးထားတာပေါ့နော်စိန်တစ်ပွင့်လေးရှိတယ်ဟိုဒီဘက်ဘေးလက်ရိုးမှာဆိုလည်းစိန်ချောင်းလေးတွေတုံးပေးထားပါတယ်ဒီလက်စွပ်လေးကတော့ညဝိတ်ချိန်ကတော့ဒါကတကလပ်ခွဲဝင်ခြင်းရှိပါတယ်ရှင်ဒါအမျိုးသားဝဲညလက်စွပ်လေးရဲ့ချက်ပြပေးနေရပါနော်ဒါလေးကလည်းရိုးရိုးရှင်းရှင်းလေးပဲဟုတ်တယ်ဒါလေးကကြတော့သူကများ size ကလေးက 1.35ကျောင်းမှုကဘယ်လောက်လဲတဲ့ဟုတ်ညီမလေးကဒီနာဈေးလေးတော့ပြောပြီးသွားတယ်ကလပ်ချိန်လေးပြောပြီးသွားတယ်ကလပ်ချိန်လေးပြောပြီးသွားရှင်ဟုတ်ကလပ်ချိန်လေးတော့ပြောပြီးသွားတယ်ရှင်တကယ်လို့ပေါ့နော်ဈေးလေးကိုအတိအကျလေးသိချင်တယ်ဆိုလို့ရှိရင်လည်း Messenger page Messenger လေးမှာလည်းပေါ့နော်ရှီရှာရဲ့ page Messenger လေးမှာလည်းတစ်ချက်ပြောပေးလို့ရပါတယ်ရှင်မေးလို့ရပါတယ်ရှင်ဖြေပေးပါတယ်ရှင်အခုတင်တာတမဆိုပြီးပြနေရလေးကို screenshot လေးရိုက်ပြီးတော့ Messenger မှာမေးလိုက်လို့ရှိရင်တို့ပုံစံကောအနီးကပ်ပုံရောဒါအကြောင်းဝေးချိန်စိန်ဝေးချိန်ဘယ်လောက်ပါတယ်အကြောင်း quality ဘယ်လိုဆိုတာတင်တာတို့ဒါ Messenger မြင်မြင်လေးအကုန်လုံးရှင်းပြပေးပါတယ်ရှင်နားလေးဟိုအခုကြတော့တစ်ခုချင်းစီဒီမပြောပြပေးလို့ဆိုတော့ပြဆန်တစီကအရင်များတော့ customer အကုန်လုံးမကြည့်လိုက်ရမှာဆိုမဆိုရတဲ့နားလေးမတင်တာနဲ့ဆိုဖြစ်နေတာညချတာအိပ်ပြီးအဲ့လိုဖြစ်သွားမှာဒါတစ်ခုပဲရှင်ညတစ်မျိုးပဲရှိသေးတယ်စနာအများကြီးကျန်သေးတယ်မပြရသေးရလေဒီကဆိုလဲမှဒါမျိုးသားဘုကောင်မှာရှင်းရှင်းလေးဘယ်လိုပဲပြရမလဲ certificate ကအကုန်လုံးပါတယ် GRS ကတော့အပွင့်တိုင်းမှာတော့မပါဘူးเนาะတကယ်ပွင့်ကောက်ကြီးကြီးအရေးသွေးကောင်းကောင်းနဲ့ပွင့်ကောက်ကြီးကြီးစုကြောက်တွေမှာတော့ GRS ပါတယ်ကြောက်တွေလည်းရှိပါတယ်ရှင်ဒါအခုအထက်ကတော့တေးသေးကြီးကြီးကအကုန်လုံးကဒါ certificate တွေအကုန်လုံးရှိရရှင်ဟုတ်
မဒါလေးလည်းနှားဒါအမျိုးသား ဒါလေးလည်းအရင်လာပါတယ်ရှင်အမျိုးသားဝတ်လက်စွပ်ကလေးပါဒါကတော့ကိုလံဘီယာမြာလေးကိုမှသူကအဲ့လိုမျိုးတချို့ယောက်ျားလေးကြတော့အဲ့လိုမျိုးစိတ်အများကြီးပါတာမကြိုက်ဘူးသူကကြောက်နေဒီဘေးအဲ့လိုမျိုးနည်းနည်းပါးတော့ပါပဲကြိုက်တယ်ဆိုတော့ဒါမျိုးလေးအရင်လာပါတယ်နော်ဒါကတော့သူကကြောက်ချင်ရတော့ 1.73 သူကနှစ်ကလက်ကြီးရှိပါတယ်ရှင်အမေရဲ့ဟိုဟာကတော့ဝိတ်ချင်ရတော့ 1.73 ပါရှင်စိတ်ကတော့18ပွင့်ပါပါတယ်ရှင်ဒါလေးကဟိုရိုးရိုးရှင်းရှင်းလေးကြိုက်တယ်ဆိုလို့ရှိရင်တော့စိတ်လည်းမများပဲနဲ့ဈေးလေးလည်းအရင်မများပဲနဲ့ဒါလေးအရင်လာပါရှင် တချို့ကအမျိုးသားတွေစိတ်များတာမကြိုက်ကြဘူးเนาะကြောက်သားပေးနေအဲ့လိုအဆိုင်ရှင်းရှင်းလေးပဲဝတ်ချင်တယ်ဆိုတော့ဆန္ဒပါစလေးပြသွားတယ်လက်စုပ်လေးကနေရောပဲပေါ့เนาะဒီဒီကလည်းဝတ်ချင်တယ်စိတ်အများကြီးပါလည်းမကြိုက်ဆိုအဲ့လက်စုပ်လေးတကယ်လာတယ် ဟုတ်တယ်ရှင် ဒါတော့လောကတ်နဲ့ချိုးလေးမှာတွဲရက်လေးတွဲပေးကြတယ်ဟုတ်တယ် တွဲရက်ကလေးတွေပါ အခုဒီမှာပေးထားတဲ့ဈေးလေးရတော့ဟောပေါ့ကျိုးမပါဘူးဒါလောကတ်ဈေးလေးတွေပဲ ကျုံးမပါမယ်နဲ့လောက်ကက်စီလေးတွေပဲနော်ဟုတ်ကဲ့ပါဟုတ်အခုစမကထားလေဟို green card နဲ့ရှင်ထိုးပေါ့နော်ရှင်တို့ထားတော့ဒီဇိုင်းအရင်လာတယ်မဒီကနောက်ထပ် order တစ်ခုတင်မယ်ဆိုလဲဒါမဖြစ်နိုင်ဘူးနော်စိုင်းပါဒါလောက်ထားပြီးသားရှိလို့ပေါ့နော်ဒီ green card နဲ့ကိုပါဒါတို့ဒါပတ်ဝက်ပုံစံမျိုးဒီဇိုင်းအထက်ထက်နဲ့လုပ်ပြတယ် micro set တွေကိုမှအရန်ကိုလှုပ်ဝင်နေလို့ပါလဲဒါတို့လေဒီဟာဆိုတကယ်လို့မရင်တို့ကြီးဖြစ်တဲ့အတွက်ရင်တို့ထိုးရင်လည်းလာတယ်တကယ်လို့စတိုးတွေပါတုံးမယ်ဆိုလဲအရန်လာတယ်ဟုတ်တယ်ဒီမှာစိတ်အပန်းပွင့်ရေးတစ်ပွင့်ပါမယ်ဒီမှာဆိုရင် green card နဲ့ကိုမှတစ်ပွင့်နှစ်ပွင့်သုံးပွင့်တန်းဝင်လေးပွင့်ဆိုင်ပြီးလုပ်ပေးထားတယ်ဒီ green card နဲ့အလဲဝစ်ဆန်လေးကငါတို့စိတ်လေးနဲ့တုံးထားတယ်ပေါ့နော်ပို့ပြီးတော့အရောင်လေးနင်းပြီးတော့လှသွားလို့ဒါဆိုအရန်လာရင်ဒီဇိုင်းရတယ်ဒီမှာအနောက်ဘက်ကစဒါပန်းဝင်ကိုကြွကြွရွရွနေတဲ့ငါတို့ခတ်ပေးထားတာဖြစ်ပါတယ်ရှင်လို့ဒါဒီလိုမျိုးဆိုတာအပွင့်ဆိုရင်တော့တစ်ဖက်ချင်းစီလုပ်ပြီးတော့မှဒါလေဆာနဲ့တွဲမှဒီလိုပုံစံမျိုးထွက်တာတကယ်လို့ရတာအရန်ကိုလက်ဝင်ပြီးလက်ဝင်တဲ့ဒီဇိုင်းမျိုးပါနော်အရင်လေးလှပါတယ်ဒါအနိကလေးပြပေးထားပါတယ်ရှင်။မဒီလိုမှမဟုတ်ပဲလို့လေးစတိုးဒီလိုမျိုးလေးနောက်မှဒီလိုခေါင်းမှဒီလိုလေးထိုးပြီးတော့ပွဲတက်လဲအရင်ကိုလှပါတယ်အရှင် လာတယ်ရမမထိုးရတယ်အရင်လာ ပတ်ဆောင်တိုးရပုံမှန်စီကိုစတိုးပဲလောလောဒါရှင်တို့ပဲထိုးဆွဲတီးပဲလောက်ဆွဲတီးလိုက်ရတယ်ဆွဲတီးပဲချက်ချင်းလည်းရတယ်ဟုတ်တယ်ရှင်းလာတယ်နော် ဈေးလေးပြောပေးပါတဲ့ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါနောက်ထပ် update ပါမယ်ဒါလေးကတော့ရှာရှာပပလေးပါနော်ရှာရှာပပလေးကိုအားပေးသွားတယ်မမကကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲမမကိုစတောင်းပေးချင်ပါတယ်ပစ္စည်းလေးကင်ပြီးတော့ပဲစတောင်းလိုက်မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ယေဒနာလေးလည်းအများကြီးစင်မကောက်ပါစေကျုံကလည်းစီးပွားရေးအထီလာတိုးပါအောင်မြင်ပြီးတော့စိတ်ရှိတိုင်းအမြဲတမ်းပေါ့နော်လုံနိုင်တဲ့သူဖြစ်ပါစေယေဒနာရေးအများကြီးဝင်တဲ့သူလည်းဖြစ်ပါစေစီးပွားရေးဒီလာတိုးပါအောင်မြင်ပြီးတော့ကျမချမ်းသာစေဒုက္ခအဖြစ်တော်နဲ့ပြည့်စုံတဲ့သူတူဖြစ်ပါစေလို့ဆိုပြီးကဒီရှားပါးယေဒနာလေးဝယ်ယူသွားတဲ့မမအတွက်ကိုစတောင်းပေးပါရရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကဲအခုဒီတစ်ခါကတော့ဆိုပြီးဝတ်ချတဲ့ငကကဟုတ်ငကဒီကလတ်ချင်နေဒီခုံလေးပုံလားဟုတ်လားကလတ်ချင်ကတော့ဒါ9ကလတ်ဝင်ချင်ရှိပါရဲ့ရှင်တကယ်လို့ဈေးနှုန်းလေးကိုသိချင်တယ်ဆိုတော့ Messenger မှာတောက်ပြီးမြင်နိုင်ပါတယ်မဆိုပြေဝတ်ပေးထားတဲ့ငကလေး9ကလတ်ဝင်ချင်ငကကလေးကဈေးလေးဘယ်လောက်လဲပေါ့အနီးက detail လေးသိချင်တယ်အနီးကဓာတ်ပုံလေးလိုချင်တယ်ဆိုလည်း Messenger မှာမြင်နိုင်ပါတယ်ရှင်ငကကလေးကအရင်လာပါတယ်ဟုတ်နည်းနည်းလေးစောင်းဟုတ်ပါဘယ်ဘက်ကိုလဲကွာဒီလိုလေးသူကမိုနီတာကိုကြည့်ပြီးတော့ရတဲ့စောင်းစောင်းဘယ်ဘက်လဲမသိဘူးဟိုကညာဘက်လဲကင်မရာမှာဖယ်ပဲဖြစ်အဲ့လိုဖြစ်နေတယ်ဟောမင်းသမီးကိုပြန်ပြီးတော့ပြောပြကင်မရာမှာဒီလိုဖြစ်နေဆိုအကြောင်းဟုတ်ကြောင်နေဝင်သွားနေခုလှလှလိုက်တော့ဟိုဘက်ရောက်သွားဒီကလက်ကောက်နဲ့မင်းသမီးကိုဆရာဟုတ်ကဲ့မင်းသမီးကိုဆရာလုပ်ပြီးရတယ်မှာအေးကြီးရတဲ့တက်ချင်အဲ့ကြီးတယ်ဘယ်ကောက်လဲလိုက်တော့ဒါလေးအနီးကပြပေးပါဆိုလို့ပါရှင်လက်ကောက်နဲ့လက်စွပ်လေးကစားမမတယောက်ကအနီးကလေးပြပေးဆိုလို့ပါရှင်တကယ်လို့တင်စာနဲ့ဟိုဖြစ်ရင်မဆိုပြေဖို့ပြဆိုတော့ပြပေးမယ်နော်မနေရမှာဆိုတော့ဒါဒီမျိုးပြပေးမယ်လက်ကောက်လေးလည်းအရန်နှိုင်းဒီလက်ကောက်ကတကယ်ကိုလက်ရအနုစိတ်မှစိတ်ဆိုရင်လည်းဒါမိုးဆက်စိတ်လေးတုံးပေးထားတယ်လို့အိုးထိုင်ပြီးစိတ်အသေးလို့ရာစည်းလေးတုံးတာမဟုတ်ဘူးစိတ်ကူးကကိုမှမိုးဆက်စိတ်လေးတုံးပေးထားတယ်လက်စွပ်လေးလည်းအရန်နှိုင်းတယ်သူကလေဒါလေးဒီမှာသက်ဆိုင်နေတယ်နော်ဟုတ်ကဲ့ပါမဆန်လေးစနကတော့ဘေးဘက်ကဖောက်ထားရတဲ့ဒီဇိုင်းကြီးရမ်းနိုင်တော့မှအရင်ဒီဇိုင်းဆက်နေတာအစလေးကဒါလေးဝယ်ယူအားပေးသွားပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်မဆန်လေးစိတ်ချမ်းသာစေကိုကျမချင်းနဲ့လည်းပြည့်စုံပါစေစီးပွားလက်လာပါလည်းဒီလာတူပါအောင်မြင်ပါစေရှင်ကျန်တိုင်းဆောင်လိုက်အားလုံးမှန်ကန်ပြီးအောင်မြင်ပါစေဒီချက်မကလည်းရေနာရီအများကြီးတူပါပြီးဒီရေနာလေးဝင်တဲ့အချိန်ကနေစပြီးတော့ခံကောင်းဆက်ထပ်တော့ပိုင်ဆိုင်နိုင်ပါစေလို့ဆိုပြီးမဆန်လေးကိုစတောင်းပေးပါရရှင်ကျေးဇူးများစစ်တမိုင်းရှင်အနိကဆန္ဒမအနိကကြည့်စင်တယ်ဆိုလို့နော်ဒီချာလေးပြပေးထားပါရဲ့မကြီး
ကိုအစီအစဉ်လားတင်တာပြတာဆက်လက်တင်ပြောပါရှင်ဟုတ်တယ်မ ပြုတ်ဝကြတဲ့ငကက်ကလေးအရရောက်ချက်ပါတယ်ရှင် နားကလေးဝေးခြင်းရှိတယ်အဲ့ငကလေးကရမ်းနိုင်တော့မှဒီလက်ကောက်ကလည်းလေရှောက်တွေလည်းအများကြီးပါတယ်ဒါဒီလက်မဆိုလဲဒါဟောတော့ရှိတယ်တလက်မဝက်ကြော်တော့ရှိတယ်သူရဲ့ပြက်ကလေပြီးတော့နောက်ဖက်ချမ်းကလည်းတိတ်လို့ရတယ်အကြီးပဲရွှေအများကြီးပဲပါတယ်နောက်ဖက်ချမ်းတွေကလည်းရမ်းနိုင်ဒီကတကယ်လို့ထပ်ပုံလေးလို့ချင်တယ်ဆိုလည်းပြောတော့မှ Messenger မှာထပ်ပြီးပြပေးမယ်လက်စွပ်ကလေးရောဒီလက်စွပ်လေးဆိုမှဒီလားနောက်မတကယ်လို့ဒီလက်ကောက်နဲ့လက်စွပ်နဲ့ဝင်ရဲဆို2 way ပြင်ချင်လည်းရတယ်ဆွဲဒီလက်စွပ်2 way လေးပြင်ချင်လည်းရတယ်နှစ်မျိုးသုံးလို့ရအောင်လုပ်ပေးလို့ရတယ်နော်မရှင်းလာပါတယ်နော်အဲ့ဆိုနောက်ထပ်အခုမှပြပေးစမ်းမယ် စပြုတ်ဝကြတဲ့ငကက်ကလေးကိုအားပေးပါအောင်ရှင်ရောင်းချက်ပါတယ်ရှင်စပြုတ်ဝတဲ့ငကက်ကလေးရောင်းချက်တယ်ဆိုတာဒီအကြီးကတအားလာလို့လေ လာတယ်ဆက်အောင်ညအချိန်ကြီးကြီးတယ်နှစ်ပတ်ငါကလဝင်ချင်ပါတယ် ငါကလက်ဝင်ချက်ပါ စိတ်လေးဆိုလဲစိတ်ဆိုင်ကကြီးတယ်ဆိုတော့ ဟုတ်လား ငကကြီးနေပါ မကြည့်ပေးပါအောင်ရှင်ငကက်ကလေးကြည့်ပေးပါအောင်ရှင်တအားလာပါတယ်မကြီးအရင်လာတယ်နော်မပြင်ပါဆိုပူလာတယ် ခုစီးပြီးပြောနေပြီ ဈေးပြောနေတယ် ဈေးပြောနေလက်ခုပ်တီးရတော့မထင်နဲ့ခဏနေတယ် ငကက်ကလေးစောင်းတာစပြတဲ့မတဲ့တဲ့ပြီပါ တဲ့ဝိုင်း โอเคသူကမြကိုမှလေဟိုပေါ့မိုးရစပုံပေါ့နော်မိုးရစပုံဟိုဒီစိတ်လေးကအဲ့လို shake လေးတွေနဲ့ပတ်ထားအရင်လာတယ်ဝယ်ပါမမ မိုးဆက်ငကလေးဟုတ်မိုးဆက်ညာငကလေးတွေပြပေးမယ်ဒါအနိကလေးပြပြီးပြောပေးမယ်နော်အခုဒီမှာ တေးရီမှာကျေးဇူးပါရှင် ဒီမှာမြမိုးဆက်ငကလေးရှိတယ်ဒီဟာဆိုတော့ပွင့်ကောက်ကြီးကြီးလေးဒါမြဆိုရင်လည်းမြရဲ့ဝိတ်ချိန်ကနှစ်ဖက်ကိုဆိုရင်ဒါဟိုအားရှိရယ်14ကလဝင်ခြင်းရှိပါတယ်တစ်ဖက်ကို9ကလဝင်ခြင်းရှိရယ်ပွင့်ကောက်ကြီးပါရှင်ဒါကတော့ဒီအပေါ်ဒီစိတ်အောင်ကြီးပဲဝယ်ခြင်းတယ်ဆိုလည်းရတယ်ကဲလို့မြအောင်ကြီးပဲဝယ်ခြင်းတယ်ဆိုလည်းရပါတယ်ရှင်ဒီလိုတွဲရလေးသာချိတ်ပြရတဲ့အတိုင်းကွယ်ဆက်လေးအစီအပြေလို့ယူခြင်းတယ်ဆိုလည်းရပါတယ်တစ်ဖက်ကို14ကလစုံမှာတစ်ဖက်ကို9ကလကျော်ပါပါတယ်ရှင်မြမိုးရေးဆက်ပါရှင်နောက်ထပ်ဒီကအရင်ချီလို့နည်းနည်းသေးရလို့ခြင်းတယ်ဆိုလည်းရှိတယ်ဒီကတော့မြကနှစ်ဖက်ပေါင်းကိုဒါ4ကလခွဲဝင်ခြင်းရှိပါတယ်4ကလခွဲဝင်ခြင်းရှိရယ်မြနကပါဒါကတော့စိတ်ကြီးတစ်ဖက်ပဲပတ်ပေးထားတယ်တကယ်လို့ဆွမ်းနာလို့ဒီလိုနှဆွဲဝတ်ချင်လို့အပေါ်ကစိတ်အောင်လေးတစ်ခုထပ်ပေးပါဆိုလဲစိတ်အောင်လေးတစ်ခုဝယ်ပြီးထပ်ချိတ်ပေးနှဆွဲအနေနဲ့လည်းဝတ်လို့ရတယ်ဒီလိုအကန့်အကန့်အနေနဲ့လည်းဝတ်လို့ရအောင်လုပ်ပေးလို့ရပါတယ်ရှင်ကျိုးဝဲဝတ်လို့ရပါတယ်နောက်ထပ်ဒီမှာနောက်ထပ်ညမိုးရေးစလေးကတော့ဒီကတော့ daily wear design လေးဝတ်လို့ရတယ်ဒါစိတ်နှစ်ပတ်ပေးထားပါတယ်ရှင်လက်စွပ်လေးကတော့ဒီနေ့ဝယ်မယ်ဆိုရင်300ကို85သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်တကယ်လို့ငကက်ကလေးတဲယူချင်တယ်ဆိုရင်လည်းရပါတယ်ငကက်ကတော့330ကိုဒီနေ့ဝယ်မယ်ဆိုတော့195သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်ဒါတော့ဒီဝက်ဆက်စင်းလေးပါဒါခုတင်တာပြရဲ့ညမိုးရေးဆက်ကလေးကိုမှစိုက်စုံပြပြီးတော့ဒါကတော့14ကလစ်စုံပါရှင်ဒါကတော့ဒီဟာလေးကတော့ဒါ4ကလစ်ခွဲစုံပါဒါကတော့ဒီဒီပဲဝင်လို့ရတဲ့စုံလေးပါရှင်မမကြိုက်တာလေးစိုက်စုံလေးပြပေးလိုက်ပါရရှင်ညမိုးရေးဆက်လေးပါရှင်哦，ချစ်စရာလေးတော့မှ ဒါလေးပြပေးချင်လို့ပါဒါလေးတွေကတော့ daily ဝတ်လို့လည်းရတယ်ပြီးတော့ quality ကောင်းကောင်းလေးနဲ့ပေါ့နော်အဲ့လိုတသိစိတ်ကလေးဝတ်ချင်တယ်ဆိုလို့ရှိရင်တော့ဆိုပြီးဒါလေးပြပေးချင်ပါတယ်ဒီမှာရေးထားတဲ့ဈေးလေးတွေကကျတော့ဒီဟာမြဈေးလေးပဲနော် ဟုတ်တယ်ဒါတွဲရမှာဒီလေးဟုတ်တယ်မဟုတ် ဒီဟာလေးတွေပြပေးပါမယ်ဒါလေးတွေကကျိုးရောလောက်ကက်ရောအပါပေါ့နော်ညလောက်ကက်ဒီလေးတွေပါရှင်းသူက quality ကမြအောင်ပါ quality အရင်ကောင်းကောင်းလေးနဲ့တသိချစ်ကလေးနဲ့ခတ်ဆွာဆွာလေးပေါ့နော်တသိဆွာလေးတွေဒါလေးတွေကတော့တကယ်ကိုမှဟို daily ဝတ်မယ်ဆိုလို့ရှိရင်လည်းဝတ်လို့ရတယ်ပြီးတော့ quality လည်းအရင်ကောင်းပါတယ်နော်ကဲဒီဟာလေးကိုနံပါတ်1ပေါ့နော်1 2 3 4ဆိုပြီး4ချိုးပြပေးပါမယ်ရှင်ဒါလေးကနံပါတ်1ပါနံပါတ်1ကလေးကတော့88သိန်းကိုဒီနေ့ live ဈေးမှာယူမယ်ဆိုရင်68နဲ့ရပါမယ်နံပါတ်1ကလေးနံပါတ်1ကလေးက half shake ကလေးပါရှင်half shake ကလေးကိုမှအသေးပုံလေးပတ်ထားတာလေးပေါ့နော်အသေးပုံလေးကိုမှစိတ်လေးပတ်ထားတာပေါ့နော်ဒီဟာလေးကိုယူမယ်ဆိုလို့ရှိရင်ဒီနေ့ live ဈေးမှာ88သိန်းကို68သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်ကျိုးလောက်ကရောအပါပေါ့နော်68သိန်းနဲ့ရမှာဖြစ်ပါတယ်ဒါလေးကနံပါတ်1လောက်ကကလေးပါ68နဲ့ရပါမယ်ရှင်နံပါတ်2ကလေးကကျတော့ဒီမှာပါရှင်နံပါတ်2ကလေးကကျတော့88ကိုတူပါပဲသူလည်း68နဲ့ရမှာဖြစ်ပါတယ်ဒီနေ့ live ဈေးမှာဝယ်ယူရင်ဒါလေးကကျတော့အဝိုင်းပုံလေးဘဲဥတာဘဲဥပုံ over shake လေးပါဒါလေးကကျတော့တူပါပဲရှင်88ကိုဒီနေ့ live ဈေးမှာဝယ်ယူမယ်ဆိုရင်68သိန်းနဲ့ရမှာဖြစ်ပါတယ်နံပါတ်2ပါရှင်နံပါတ်2ပါရှင်နံပါတ်7လေးနဲ့နှိုက်လည်းရပါတယ် over shake လို့ပြောလည်းရပါတယ်ရှင်ဒါလေးကနံပါတ်3သူ့စိုက်လေးပိုကြီးပါတယ်ဒါလည်းခဲဥပုံလေးပဲဒါမဲ့တော့စိုက်နေနဲ့ပိုကြီးတယ်နံပါတ်3လေးကစိုက်နေနဲ့ပိုကြီးပါတယ်
ဈေးလေးကတော့140ကိုဒီနေ့ live ဆေးမှာဝယ်ယူမယ်ဆို130နဲ့ရမှာဖြစ်ပါတယ်သူကတော့ site ကြောက် site ပို့ကြီးပါတယ်เนาะဒီချက်ဆိုင်ရင်ဒီဘက်ကနံပါတ်2ထက်ဆိုင်ရင်ပို့ပြီးတော့ကြီးပါတယ်ရှင်နံပါတ်3လေးကတော့140ကို130နဲ့ရမှာဖြစ်ပါတယ်ဒီဘက်ကနံပါတ်4လေးကအဝိုင်းလေးထင်တယ်เนาะဟုတ်တယ်အဝိုင်းလေးတလေးကကြတော့130ကိုနံပါတ်4လေးက90နဲ့ရမှာဖြစ်ပါတယ်ရှင်ဒါလေး90ကြောက်သားလေးအရန်ချင်ပွင့်ထွက်နေရပဲဒီတပွင့်လေးခဏမှအရန်သိတာကျိုးလောက်ကရောအပါပါနော်ကျိုးလောက်ကရောအပါဈေးလေးတွေပြောတာပါရှင့်ဒါလေးကကိုလံဘီယာမြကြောက်ရည်ကြောက်သားအရန်ကောင်းတဲ့တန့်စင်နေတာပါပဲရှင်ဒီဟာလေးတွေကိုဈေးလေးတွေဆိုပြီးပြောထားတာဖြစ်ပါတယ်ရှင်ကြိုက်တာလေးယူလို့ရပါတယ်1လေးကကျတော့ half shake လေးပါ68နဲ့ရပါမယ်2လေးကလည်း68နဲ့ over shake လေးပါ68နဲ့ရပါမယ်3လေးကတော့သူက site ပိုကြီးတယ် over shake ကိုမှ100နဲ့30နဲ့ရမှာဖြစ်ပါတယ်ရှင်နံပါတ်4လေးကတော့90နဲ့ရမှာဖြစ်ပါရှင့်ဒါလေးကြိုက်လို့ရှိရင်လည်းကျိုးလောက်ကရောအပါလေးတိတိဆွဆွာလေးတွေပါရှင့်သူကအရင်စိုက်မကြည့်ပြင်မဲ့သူက quality ကြောက် quality အရင်ကောင်းပါတယ်เนาะအားပေးပါရှင်နောက်ထပ်ဒီမှာ mask baby ရဒီဘက်မှာညလောက်ကက်လေးပြပေးပါမယ်ဒါအခုဒါကြည့်ရှုတဲ့ပဒိုင်ကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်